လင်းရဲကဒိုလိုကုန်းမြေမှာနိုးထလာပြီးအမဲရောင်မိစ္ဆာနတ်ဖျားကြားဝိညာဉ်အမတ်သားကိုနိုးထစေခဲ့တယ်။သူကဘီဘီတုံးနဲ့ချင်းရံရွှဲကိုတိမ့်ပိုက်ပြီးရှောင်းဝူကိုမိမအဖြစ်ယူချင်ခဲ့တယ်။ဒါပေမဲ့စတာတိုတော့အုပ်ထဲမှာလိုက်လံတက်ဖြတ်ခံနေရတဲ့ကျူကျူချင်းနဲ့မထင်မှတ်ဖဲဆုံတွေ့ခဲ့တဲ့ကြောင်မလေးကိုအရင်တိမ့်ပိုက်လိုက်တာလည်းမဆိုးပါဘူး။အဲ့ဒီအချိန်မှာစတာတိုတော့အုပ်ထဲကတိုက်ပွဲတစ်ခုအပြီးလင်းရဲဟာနှစ်ပေါင်း900တက်တန်းရှိတဲ့ဓာသွားကြားဝိညာဉ်ကွင်းကိုပထမဆုံးအကြိမ်ရရှိခဲ့တယ်ပြီးတော့အာနာပြင်းတဲ့မိစ္ဆာနတ်ဖျားရဲ့73ချက်ရိုက်ခတ်ခြင်းဆိုတဲ့ဝိညာဉ်စွမ်းရည်ကိုနိုးထစေခဲ့တယ်။သူကကိုပေါ်ကသွေးတွေကိုစေးကြောဖို့ရေကန်စီသွားခြင်းခဲ့တယ်။အဝတ်စားတွေချွတ်ခါနီမှာရေကန်အလယ်မှာမေးလဲနေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။လင်းရဲကချက်ချင်းပဲသူ့ရဲ့အရှိန်အဝါကိုထိန်းချုပ်လိုက်ပြီးအတန်တိတ်ချင်းကပ်သွားတယ်။လာရောင်အောက်မှာမင်းကလေးရဲ့ပုံမှန်တံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ရေဆိုနေတဲ့အနက်ရောင်သားရေဝတ်စုံကသူမရဲ့ကိုယ်လုံးကိုပေါက်ကိုအထင်းသားဖော်ပြနေတယ်တကိုယ်လုံးမှာသွေးတွေနဲ့မျက်နှာကလည်းဖြူဖြောနေတယ်သူမဟာမူရင်းဇလန်တွေကသူမရဲ့အမလိုက်တက်လို့တေးလူမျိုးပါဖြစ်နေတဲ့ကျူကျူချင်းပဲဖြစ်ပါတယ်မင်းကလေးကတတိမိနေရင်းနဲ့ကျမကကျူကျူချင်းပါကျမကိုကဲပါလို့တိုးတိုးလေးရေရွတ်နေတယ်တကယ်ကြီးမင်းဖြစ်နေတာပဲကြောင်မကြီးလင်းရဲကမျက်ခုံးပင့်လိုက်ပြီးဘာမှမစင်စားပဲရေကန်ထဲခုန်ချလိုက်တယ်သူမကိုကုန်းပေါ်ဆွဲတင်လိုက်ပြီးအမဲရောင်မိစ္ဆာနတ်ဖျားကြားရဲ့တက်ဆောင်စွမ်းရင်ကိုအသုံးပြုလိုက်တယ်သူမရဲ့ပျက်စီးလူနီးပါဖြစ်နေတဲ့အသက်ရှူနှုံးနဲ့သွေးကြောတွေကိုထိန်းညှိပေးလိုက်တယ်သူမကိုမြေပြင်ပေါ်ချထားပြီးအသားကင်ဖို့အတွက်နောက်လှည့်သွားခဲ့တယ်နိုင်ဝက်လောက်ကြာတော့ကျူကျူချင်းကလက်နိုးလာပြီးကြောက်လန့်နေတဲ့တောကြောင်လေးလိုတိုးဆုပ်သွားတယ်သူမရဲ့ဝိညာဉ်အမတ်သားဖြစ်တဲ့ဝိညာဉ်ကြအောင်နှက်ကထွက်ပေါ်လာလူနီးပါးဖြစ်သွားတယ်။ဒါပေမဲ့သူမရဲ့ကုသပြီးသားဒဏ်ရာတွေနဲ့မိဘုံဘေးမှာထိုင်နေတဲ့လင်းရဲကိုမြင်လိုက်တဲ့အခါမှာတော့သူမတကိုယ်လုံးတောင့်တင်းသွားပြီးရှင်ကဘသူလဲရှင်ကျမကိုကယ်ခဲ့တာလားလို့တုံတုံရင်ရင်နဲ့မေးလိုက်တယ်။လင်းရဲကပေါ့ပေါ့ပပပဲမောကြည့်လိုက်ပြီးစတားလော်အင်ပါယာကျူမီသားစုရဲ့ဒုတိယသမီးတော်ကသူ့မကျူကျူရွံ့ရဲ့လိုက်လံဖန်ဆီးမှုကြောင့်ဒီအထိထွက်ပြေးလာရတာငါပြောတာမှန်တယ်မလားလို့ဆိုပါတယ်။ကျူကျူချင်းရဲ့မျက်ဝန်းတွေကျဉ်းမြောင်းသွားပြီးရှင်တာတွေကိုဘလို့သိတာလဲလို့တုံလို့စွာမေးလိုက်တယ်ငါသိတာတွေကမင်းထင်ထားတာထက်အများကြီးပိုပါတယ်လင်းရဲကကင်ထားတဲ့ယုံချီတော့တစ်ဖက်ကိုသူ့မစီပြစ်ပေးလိုက်ပြီးအရင်စားလိုက်ဦးမစားရင်ထွက်ပြေးဖို့နေတမတ်တက်တောင်ရက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်ကျူကျူချင်းကယုံသားကိုကြည့်လိုက်ပြီးလှုပ်ဝက်ချက်တွေနဲ့ပြည့်နေတဲ့လင်းရဲကိုတစ်ချက်ကြည့်လိုက်တယ်နောက်ဆုံးမှာတော့သူမဟာသွားကြိတ်ပြီးစားလိုက်ပါတော့တယ်သူမဟာလင်းရဲစီကထွက်ပေါ်နေတဲ့ကြောက်စရာကောင်းတဲ့သားရဲ့ရှိန်ဝါကြောင့်သူမရဲ့ဝိညာဉ်အမတ်သားဟာတုံးလုံးနေတာကိုခံစားမိတယ်ဒါပေမဲ့လင်းရဲစီမှာဘာရန်လိုတဲ့စိတ်မမရှိတာကိုလည်းသူမခံစားမိတယ်သူမအသားစားလို့အပြီးမှာတော့မြေပြင်ဟာပြင်းထန်စွာတုန်ခါသွားခဲ့တယ်နှစ်ပေါင်း2000နီးပါးကြင်ကြံမှုရှိတဲ့ကြောက်နှက်ဖို့ကြီးတစ်ကောင်ဟာခြုံရွယ်တွေကိုနင်းချပြီးထွက်ပေါ်လာတဲ့ဒါကိုမြင်လိုက်ရတဲ့ကျူကျူချင်းရဲ့မျက်နှာဟာဖြူဖြော့သွားပြီးဒါက2000ချီသားရဲပဲမြန်ပြေးတော့ရှင်ကအဆင့်20ကျော်ပဲရှိသေးတာဒါကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့အော်ဟစ်လိုက်တယ်ဒါပေမဲ့လင်းရဲကနောက်ဆုံးမသွားပဲစိတ်လှုပ်ရှားစွာနဲ့ရှေ့ကိုတလန်းတိုးလိုက်တဲ့ဝိညာဉ်အမတ်သားပေါင်းဆက်ခြင်းဆိုပြီးလင်းရဲရဲ့နောက်မှာကြီးမားတဲ့အမဲရောင်မိစ္ဆာနတ်ဖျားကြားရဲ့ပုံရိပ်ကြီးထွက်ပေါ်လာတဲ့ကျူကျူချင်းဟာထိတ်လန့်တုန်လှုပ်သွားပြီးကြောင်ကြည့်နေမိတယ်သူမဟာစတာလော့အင်ပါယာရဲ့ရှေးဟောင်းမှတ်တမ်းတွေမှာဒါကိုဖတ်ဖူးခဲ့တဲ့လင်းရဲရဲ့ဝိညာဉ်အမတ်သားဟာဒိုလိုကုန်းမြေရဲ့ထိတ်တန်းသားရဲ့ဖြစ်တဲ့အမဲရောင်မိစ္ဆာနတ်ဖျားကြားပဲဖြစ်ပါတယ်နှစ်ပေါင်း3သိန်းတက်တန်းရှိတဲ့ဝိညာဉ်သားရဲတွေတောင်ရှောင်ရှားရတဲ့အမျိုးအစားပါကြောက်နှက်ဖို့ကြီးဟာဒေါသထွက်သွားပြီးသူ့ရဲ့ဥချိုနဲ့တိုက်ခိုက်ဖို့ပြေးဝင်လာတဲ့လင်းရဲကသူ့ရဲ့ပထမဆုံးဝိညာဉ်စွမ်းရည်ဖြစ်တဲ့မိစ္ဆာနတ်ဖျားရဲ့73ချက်ရိုက်ခတ်ခြင်းကိုအသုံးပြုလိုက်ပြီးလျက်စီးတန်း73ချက်ဟာဖို့ကြီးရဲ့အခြေခွန်တွေကိုထိမှန်သွားပြီးရန်သူကိုပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့တယ်ဒါကိုမြင်တဲ့အခါကျူကျူချင်းကလည်းသူမရဲ့ဝိညာဉ်အမတ်သားကိုထုတ်ဖော်ပြီးဘေးကနေဝင်ရောက်တိုက်ခိုက်ခဲ့ကရန်သူရဲ့တိုက်ခိုက်မှုကိုနှောက်ယှက်ပေးခဲ့ပြီးသူတို့နှစ်ယောက်ဟာအပေးယူမျှနဲ့တိုက်ခိုက်ခဲ့ကြတယ်3မိနစ်လောက်ကြာမှာတော့သူတို့နှစ်ယောက်ပေါင်းပြီးကြောက်နှက်ဖို့ကြဒီကိုတက်လိုက်နိုင်တယ်အဲ့ဒီနောက်မှာတော့ခရမ်းရောင်2000ချီဝိညာဉ်ကွင်းတစ်ခုထွက်ပေါ်လာခဲ့တယ်လင်းရဲကဝိညာဉ်ကွင်းစီလျှောက်သွားတဲ့အခါကျူကျူချင်းကမျက်မှောင်ကျုပ်ပြီးတားဆီးလိုက်တယ်နေဦးရှင်ကအဆင့်20ကျော်ပဲရှိသေးတာဒုတိယဝိညာဉ်ကွင်းရဲ့အန္တရာယ်ကင်းတဲ့အဆင့်ကနှစ်ပေါင်း900ပဲရှိတယ်လေဒီ2000ချီဝိညာဉ်ကွင်းကိုအတင်းအဓမ္မဆုပ်ယူရင်ရှင်တည်သွားလိမ့်မယ်လင်းရဲကသူမရဲ့တည်ကြည်တဲ့မျက်နှာကိုကြည့်ပြီးစိတ်ထဲကနေရေမောလိုက်တယ်ဒီကြောင်မလေးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲအစကတော့အေးဆက်နိုင်ပေမဲ့အခုတော့ငါအတွက်စိုးရိမ်ပေးနေပြီးသူကပြုံးပြီးတော့မင်းပြောတာမှန်ပါတယ်တာမန်လူတွေဆိုရင်မခံနိုင်ပေမဲ့ငါကမွေးရပါဝိညာဉ်စွမ်းအားအဆင့်20ရှိတဲ့သူတွေလို့ပြန်ပြောလိုက်တယ်ပြီးတော့ငါရဲ့နတ်ဖျားအဆင့်ဝိညာဉ်အမတ်သားဖြစ်တဲ့အမဲရောင်မိစ္ဆာနတ်ဖျားကြားကဒီဝိညာဉ်ကွင်းကိုစုပ်ယူနိုင်စွမ်းရှိတယ်ကျူကျူချင်းရဲ့မယုံနိုင်တဲ့အကြည့်တွေအောက်မှာလင်းရဲကတင်းပြင်းခွေထိုင်လိုက်ပြီးဝိညာဉ်ကွင်းကိုသူ့ကိုယ်တည်းဆုပ်ယူလိုက်ပါတော့တယ်ကျမကျူကျူချင်းကဘသူကျေးဇူးကိုမှအလကားမယူတတ်ဘူးလို့ပြောပြီးသူမကနောက်ကိုဆုပ်လိုက်တယ်သူမရဲ့ဝိညာဉ်ကွင်းတစ်ခုကိုထုတ်ဖော်လိုက်ပြီးလင်းရဲကိုကြောပေးကမှောင်မဲနေတဲ့တောအုပ်ဘက်ကိုမျက်နှာမူလိုက်တယ်ရှင်ကျမအသက်ကိုကယ်ခဲ့တယ်ရှင်ဝိညာဉ်ကွင်းဆုပ်ယူနေတော့ကျမဆောက်ရှောက်ပေးမယ်လင်းရဲကမျက်လုံးမိတ်လိုက်ပြီးခရမ်းရောင်လင်းနှန်းတွေထွက်ပေါ်လာကပြင်ထန်တဲ့စွမ်းအားတွေကိုသူကအကုန်ဆုပ်ယူလိုက်တယ်တနာရီလောက်ကြာတဲ့အခါမှာတော့လင်းရဲရဲ့ခြေထောက်အောက်မှာဒုတိယမြောက်ခရမ်းရောင်ဝိညာဉ်ကွင်းထွက်ပေါ်လာပြီးသူ့ရဲ့ဝိညာဉ်စွမ်းအားဟာအဆင့်25အထိမြင့်တက်သွားတယ်တစ်ချိန်တည်းမှာပဲဒုတိယဝိညာဉ်စွမ်းရည်ဖြစ်တဲ့မိစ္ဆာနတ်ဖျားရဲ့ကာကွယ်ခြင်းကိုရရှိခဲ့ပြီးသူ့ရဲ့ကာကွယ်ရေးအားနည်းချက်ကိုဖြည့်ဆည်းနိုင်ခဲ့တယ်လင်းရဲရဲ့ခြေထောက်အောက်က2000ချီဝိညာဉ်ကွင်းကိုကြည့်နေတဲ့ကျူကျူချင်းကတော့
လုံးဝအံ့အားသင့်သွားပြီးအသက်20ကျော်အရွယ်မှာနှစ်ထောင်တက်တန်းရှိတဲ့ခရမ်းရောင်ဝိညာဉ်ကွင်းကိုစုပ်ယူနိုင်တယ်ဆိုတော့မင်းကဘလို့တတဝမျိုးလဲစကားဆုံးသွားတာနဲ့မှောက်မိုက်တဲ့ထဲကနေဝိညာဉ်အလင်းတန်းတစ်ခုကကျူးချင်းရဲ့ကြောဘက်ကိုပြစ်လွတ်လိုက်တယ်လင်းရဲကအော်လိုက်တယ်တတိထားပါစိုးရင်စရာကောင်းတဲ့အခြေအနေမှာလင်းရဲကသူ့မလက်ကိုဆွဲပြီးရင်ခွင်ထဲဆွဲသွင်းလိုက်တယ်အလင်းတန်းကသူ့မရဲ့ဆန်တွေကိုပုတ်ဆွဲသွားပြီးတစ်ပင်ကြီးကိုလွင့်စင်သွားစေတယ်ကျူးချင်းကလင်းရဲရဲ့ရင်ခွင်ထဲရောက်သွားပြီးအုံနာအောက်ကလုံးဝဗလာဖြစ်သွားတယ်လင်းရဲကသူ့မကိုပွေ့ဖက်ထားပြီးသူ့ရဲ့အကြည့်တွေကမထိန်ချုပ်နိုင်ပဲအောက်ဘက်ကိုကြည့်မိသွားတယ်အနက်ရောင်သားရည်ဝတ်စုံအောက်ကသူ့မရဲ့ကိုယ်လုံးအလောက်ကိုမြင်လိုက်ရတယ်2စက္ကန့်လောက်ကြောင်းသွားပြီးအုံနောက်ကမစင်းစားရသေးခင်မှာပဲလင်းရဲကမတိစိတ်ကနေပြောလိုက်တယ်တကယ်ကိုကြောင်မကြီးပဲတိတ်ဆိတ်နေတဲ့တောအုပ်ထဲမှာဒီစကားကကျူးချင်းရဲ့နားထဲကိုရှင်းရှင်းလင်းလင်းရောက်သွားတယ်သူ့မကခေါင်းမောကြည့်လိုက်ပြီးလင်းရဲရဲ့အကြည့်နောက်ကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့အရာအလုံးကိုနားလေသွားတယ်သူမမျက်နာကလေဘင်းကနေနိုင်ရွက်အထိမြင်မြန်းသွားပြီးရုံထွက်လိုက်တဲ့ရှက်လဲရှက်စိတ်လဲတူပြီးဆဲလိုက်တယ်လူမိုက်လင်းရဲကချောင်းတစ်ချက်ဟန်ပြီးပြောင်းလဲပြောလိုက်တယ်ငါပြောတာကမင်းရဲ့ဝိညာဉ်ကိုပြောတာပါမင်းကဘာတွေတွေးနေတာလဲကျူးချင်းကရှက်လဲရှက်ပေမဲ့အသက်ကယ်ခဲ့တဲ့ဂျေဇုကိုလည်းတတိယနေတာကြောင့်စိတ်တွေရှုပ်ထွေးနေတယ်အဲ့ဒီအချိန်မှာပဲလင်းရဲရဲ့မျက်နာကတိကျသွားပြီးရှေ့ဘက်ကအမှောင်ထုတဲ့ကိုအာယုံဆိုင်လိုက်တဲ့သူ့ရဲ့ဝိညာဉ်ကြားအာယုံခံနိုင်စွမ်းကိုဖွင့်လိုက်တဲ့အခါမှာတော့လူ၃ယောက်ရဲ့အငွေ့သက်ကိုရှင်းရှင်းလင်းလင်းဖမ်းမိလိုက်တဲ့တယောက်ထက်မကလာနေကြပြီးကျူးချင်းကအံ့အားသင့်သွားပြီးချက်ချင်းပဲသတိဝင်လာတဲ့မျက်လုံးထဲမှာလည်းအေးဆက်မှုတွေပြည့်နှက်သွားတယ်အဲ့ဒါငါအမလွတ်လိုက်တဲ့လူသက်သမားတွေပဲစကားပြောလို့မဆုံးသေးခင်မှာပဲအနက်ရောင်ဝဲလူ၃ယောက်ထွက်လာတယ်ခေါင်းဆောင်ကတော့အဆင့်30ရှိတဲ့ဝိညာဉ်ပညာရှင်ဖြစ်ပြီးနောက်က2ယောက်ကတော့ဝိညာဉ်ဆရာကြီးတွေဖြစ်တဲ့ခေါင်းဆောင်ကမျက်နှာဖုံးကိုချွတ်လိုက်ပြီးမောက်မာတဲ့လေတံနဲ့ပြောလိုက်တယ်လင်းရဲကကျူးချင်းရဲ့ပခုံးကိုဖိထားပြီးသူမကိုနောက်မှာကာကွယ်ပေးထားတယ်ပြီးတော့အေးဆက်ဆက်နဲ့ပြောလိုက်တယ်မင်းတို့ပြောလို့ဝါပြီလားအဲ့ဒီလူ၃ယောက်ကဒေါသထွက်သွားပြီးဝိညာဉ်တွေကိုအသုံးပြုပြီးတိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်ကျူးချင်းကကူညီဖို့ပြင်လိုက်တဲ့အခါမှာတော့လင်းရဲကလှည့်ပြောလိုက်တယ်ကြောင်မလေးအရင်ကအတိုင်းပဲပူပေါင်းပြီးတိုက်ကြမယ်ငါကရှေ့ကနေတိုက်မယ်မင်းကဘေးကနေကူညီပေးလင်းရဲကသူ့ရဲ့ဝိညာဉ်ကိုထုတ်ဖော်လိုက်တဲ့အဝါရောင်တစ်ခုနဲ့ခရမ်းရောင်တစ်ခုရှိတဲ့ဝိညာဉ်ကွင်းတွေကလင်းရဲရဲ့ခြေထောက်အောက်ကနေထွက်ပေါ်လာတယ်လင်းရဲကခေါင်းဆောင်ကိုဖိနှိပ်ထားပြီးကျူးချင်းကတော့သူမရဲ့မျက်စံတဲ့အရှိန်ကိုတုံးပြီးကျန်တဲ့2ယောက်ကိုတပ်ပစ်လိုက်တယ်2မိနစ်တောင်မပြည့်ခင်မှာပဲကွင်းပြင်ထဲမှာဝိညာဉ်ပညာရှင်တစ်ယောက်ပဲကျန်တော့တယ်သူကဒဏ်ရာတွေအပြင်းထန်ရပြီးအသက်ချမ်းသာပေးဖို့တောင်းပန်နေတယ်လင်းရဲကလက်တီးတစ်ချက်နဲ့သူ့ကိုတတ်လိုက်ပြီးဘေးရန်ရဲ့ကိုအပီးတိုင်ရှင်းလင်းလိုက်တယ်ပတ်ဝန်းကျင်ကပြန်လဲတိတ်ဆိတ်သွားပြီးမိဘုံရဲ့အတန်ပဲကြံတော့တယ်ကျူးချင်းကရက်နေပြီးအလောင်း3လောင်းကိုကြည့်နေတယ်ကျေးဇူးတင်ပါတယ်လင်းရဲ့မင်းကနည်းနည်းတော့နှောက်ဘူးကြပေမဲ့လူကောင်းတစ်ယောက်ပါပဲလင်းရဲ့ကပြုံးစီစီနဲ့ပြောလိုက်တယ်ကြောင်မကြီးငါပြောတာကတကယ်ပဲမင်းရဲ့ဝိညာဉ်ကိုပြောတာပါမင်းကဘာလို့အဲ့ဒါကိုပဲမှတ်ထားရတာလဲကျူးချင်းကဘာမှပြန်မပြောပဲနားရွက်တွေပဲနီးမြန်းနေတယ်လင်းရဲ့ကလူသက်သမားတွေစီကနေလျှို့ဝှက်စာအုပ်ကိုရှာဖွေပြီးကျူးချင်းစီပြစ်ပေးလိုက်တယ်သူမကဖတ်ပြီးတာနဲ့မိဘုံထဲကိုပြစ်ထည့်လိုက်တဲ့ခဏလောက်တိတ်ဆိတ်သွားပြီးနောက်သူမကလင်းရဲကိုမေးလိုက်တဲ့နောက်ထပ်ဘဲကိုသွားဖို့စိတ်ကူးထားလဲငါကဘာမှပူစရာမရှိသလိုဝိညာဉ်လဲနိုးထလာပြီဆိုတော့ဒိုးလိုတိုက်ကြီးမှာလှည့်လည်သွားလာတော့မယ်လင်းရဲကပါဇက်ကသာပြောနေတာဖြစ်ပြီးစိတ်ထဲမှာတော့ရေခဲနဲ့မီးရှန်ချိုင်ဝမ်းကိုသွားဖို့စိတ်ကူးထားပြီးသားဖြစ်တယ်ဖះလောင်းရဲ့အခွင့်အလမ်းကိုလက်လွတ်မခံနိုင်ဘူးလေတယောက်တည်းတိုက်ကြီးကိုလှည့်လည်မလို့လားသူမကမျက်မှောင်ကျုပ်ပြီးမေးလိုက်တယ်လင်းရဲကနောက်ပြောင်လိုက်တယ်ဘာလဲမင်းကငါနဲ့အတူလိုက်ချင်လို့လားငါကမင်းနဲ့အတူမလိုက်ချင်ပါဘူးသူမကနှာခေါင်းရှုံပြီးပြောလိုက်တယ်ငါကမင်းကိုအသက်နှစ်ခါကယ်ခဲ့တဲ့ကျေးဇူးတင်လို့ပါမင်းနဲ့အတူလိုက်တာကအဲ့ဒီကျေးဇူးကိုဆက်ဖို့ပဲကျေးဇူးဆက်ပြီးတာနဲ့ငါထွက်သွားမှာပါမင်းအများကြီးမတွေးနဲ့ဒီကြောင်မကြီးကတကယ်ကိုတစ္ဆာရှိတာပဲလင်းရဲကပခုံးတွန်းပြီးပြောလိုက်တယ်ကောင်းပြီလေဒါဆိုလဲအတူတူသွားကြတာပေါ့သွားကြဆိုကြောင်မကြီးငါကိုကြောင်မကြီးလို့မခေါ်နဲ့လေကောင်းပါပြီကြောင်မလေးရဲ့လင်းရဲကတပ်ပြင်းချလိုက်ပေမဲ့နှုတ်ခမ်းဖျားမှာတော့အပြုံးတစ်ခုရှိနေတယ်သူတို့2ယောက်ကမိုးမလင်းခင်မှာပဲတောအုပ်ထဲကနေထွက်လာခဲ့ကြတယ်သူတို့ရှိမှတော့မြို့ငယ်လေးတစ်မြို့ကိုမြင်လိုက်ရတယ်ဒီနေရာကဝင်းကျင်စရာတွေတောထဲမဝင်ခင်ဒါမှမဟုတ်ထွက်လာရင်နားကိုရမျိုးလေးဖြစ်တယ်လင်းရဲကပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတန်ရှင်းတဲ့စားတောက်ဆိုင်တစ်ခုနဲ့မျက်စောင်းထိုးကဆိုင်တစ်ဆိုင်ကိုညွှန်ပြလိုက်တယ်ကြောင်မကြီးမင်းရင်သွားပြီးတခုခုစားထားနဲ့ငါဟိုဘက်မှာပစ္စည်းတချို့ဝယ်ပြီးရင်မင်းစီကိုလာခဲ့မယ်တကယ်တော့သူကရေခဲနဲ့မီးရှန်ချိုင်ဝမ်းကိုမသွားခင်မှာပစ္စည်းတွေထည့်ဖို့ဝိညာဉ်ပစ္စည်းတစ်ခုကိုရှာချင်နေတာဖြစ်တဲ့အရာအလုံးကိုအိတ်ထဲမှာထည့်သွားလို့မရဘူးလေကျူးချင်းကအများကြီးမမေးတော့ပဲတခုံးပဲပြောလိုက်တယ်မြန်ပြန်လာခဲ့စကားပြောပြီးတာနဲ့သူမကိုယ်တိုင်လည်းကြောင်သွားပြီးမျက်နှာလေးမြည်သွားကစားတောက်ဆိုင်ထဲကိုအမြန်ဝင်သွားတယ်လင်းရဲကသူမရဲ့နောက်ကျောကိုကြည့်ပြီးပြုံးလိုက်တယ်စားတောက်ဆိုင်ထဲမှာကျူးချင်းကထောင်ကနေရာတစ်ခုကိုရွေးထိုင်လိုက်ပြီးဟင်းလေးမျိုးနဲ့စွပ်ပြုတ်တစ်ခွက်မှလိုက်တယ်ဟင်းပွဲတွေကအမြန်ပဲရောက်လာပေမဲ့သူမက3ရက်လောက်ထမင်းကောင်းကောင်းမစားရသေးတာတော့အခုထိမစားသေးပဲလင်းရဲကိုစောင့်နေတယ်10မိနစ်လောက်ကြာသွားတော့ဟင်းတွေလည်းအေးကုန်ပြီဒါပေမဲ့လင်းရဲကရောက်မလာသေးဘူးသူမကပို့ပြီးစိုးရိမ်လာကမျက်မှောင်ကျုံနေမိတယ်သူမရဲ့စိတ်ထဲမှာမထိန်ချုပ်နိုင်တဲ့အတွေ့တစ်ခုပေါ်လာခဲ့တယ်သူမဘယ်တော့မှပြန်မလာတော့ဘူးလားဆိုတာသူမကိုယ်တိုင်တော့နားမလည်နိုင်အောင်ဖြစ်နေခဲ့တယ်တရက်တောင်မပြည့်သေးတဲ့သူတယောက်အတွက်သူမဘယ်တော့ကလေးကစိုးရိမ်နေမိတာလဲဒါပေမဲ့ခဏအကြာမှာတော့ဒီအတွေ့ကိုသူမပြန်ဖြောက်လိုက်တယ်လင်းရဲကအဲ့ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကိုသူမတစ်ခုခုကြောင့်ယုံကြည်နေမိတယ်အဲ့ဒီအချိန်မှာပဲစားတောက်ဆိုင်တကားဝါကနေရုတ်တရက်စူညံတန်တွေထွက်ပေါ်လာခဲ့တယ်မိန်းကလေးတယောက်ကလည်းကြောက်လန့်တကြားနဲ့ပြေးဝင်လာတဲ့အကိုကြီး
ဒိုင်းဖြည်းဖြည်းလျှောက်ပါဦးဆူကျူချင်းကမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်ဝင်လာတဲ့သူကလင်းရဲမဟုတ်ပဲရွှေရောင်စပင်နဲ့လူငယ်တစ်ယောက်ဖြစ်နေတယ်သူကအသက်13-14နှစ်လောက်ရှိပြီးအရက်ရှိပြီးရုပ်ဖြောင်းပေမဲ့မျက်လုံးတွေကတော့ကစားကျင်စရာကောင်းတဲ့အပြုံးတွေနဲ့ပြည့်နေတယ်ညာဘက်လက်ထဲမှာလည်းမိတ်ကပ်အထူကြီးလိမ့်ထားတဲ့မိန်းကလေးတစ်ယောက်ကိုဖတ်ထားတယ်သူ့နောက်မှာလည်းအနီရောင်ဝတ်စုံဝတ်ထားတဲ့ဝတုတ်တုတ်ကောင်လေးတစ်ယောက်ပါလာပြီးလူမြင်ရင်ရိုက်ချင်စရာကောင်းတဲ့အပြုံးမျိုးပြုံးနေတယ်ဒီ၃ယောက်ကဟိတ်ဟန်အပြည့်နဲ့လမ်းလျှောက်ဝင်လာကြတယ်ဆူကျူချင်းကရွှေရောင်စပင်နဲ့လူငယ်ကိုတစ်ချက်ကြည့်လိုက်တာနဲ့သူမရဲ့မျက်ဝန်းတွေကျဉ်းမြောင်းသွားခဲ့တယ်ဒိုင်မူပိုင်းသူမရဲ့စစ်ဆက်ထားသူပဲသူမသူ့ကို2ကြိမ်3ကြိမ်လောက်ပဲတွေ့ဘူးပေမဲ့အဲ့ဒီရွှေရောင်စပင်နဲ့အဖြူရောင်ကြားဝိညာဉ်ရဲ့အငွေ့သက်ကိုသူမဘယ်တော့မှမဟုတ်ဘူးသူမရဲ့လက်ချောင်းတွေကမတိစိတ်ကနေလက်ဖွားတဲ့အထိတင်းတင်းကြပ်ကြပ်စုပ်မိသွားတယ်သူမကတော့တောနတ်ထဲမှာအသက်လူပြီးထွက်ပြေးနေရပေမဲ့သူကတော့ဒီမှာပျော်ပါနေတယ်သူမကတက်ပြင်းတစ်ချက်ချလိုက်ပြီးသူမရဲ့စပင်ရှည်တွေနဲ့မျက်နှာကိုကွယ်ထားလိုက်တယ်သူမဒီလူနဲ့ဘာပတ်သက်မှုမှမရှိချင်တော့ဘူးဒါပေမဲ့ဒိုင်မူပိုင်းရဲ့အကြည့်တွေကထောက်မှထိုင်နေတဲ့စူကျူချင်းစီကိုရောက်သွားပြီးခြေလမ်းတွေရက်တန့်သွားခဲ့တယ်အဲ့ဒီပုံရိပ်ကအနက်ရောင်သားရည်ဝတ်စုံမှာဖုံတွေပေးကျန်နေပေမဲ့ပေါ်လွင်နေတဲ့သူမရဲ့ခန္ဓာကိုယ်အချိုးအစားကတကယ်ကိုဆွဲဆောင်မှုရှိလို့နေတဲ့ပခုံးပေါ်မှာဝဲကျနေတဲ့နက်မောင်တဲ့စပင်ရှည်တွေနဲ့သူမရဲ့လှပပြီးအေးဆက်တဲ့ဘေးတိုက်မျက်နှာလေးကဘသူ့ကိုမှအနာမကက်စေချင်တဲ့အရှိန်ဝါမျိုးထွက်ပေါ်နေတဲ့ဒိုင်မူပိုင်ရဲ့မျက်လုံးတွေကရုတ်တရက်တောင့်ခဲသွားခဲ့တယ်ဒိုင်မူပိုင်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကအဖြူရောင်ကြားဝိညာဉ်ကလှုပ်ရှားလာတာကိုခံစားလိုက်ရတယ်ဒါကဝိညာဉ်အချင်းချင်းတုံ့ပြန်မှုတစ်ခုလိုမျိုးပဲသူ့ခေါင်းကိုခါရမ်းလိုက်ပြီးအဲ့ဒီအတွေးတွေကိုမေ့ပစ်လိုက်တယ်သူ့ရဲ့အကြည့်တွေကတော့ထောက်မှရှိတဲ့သူမရဲ့ပုံရိပ်ပေါ်မှာပဲရှိနေတုံးပဲအဲ့ဒီအချိန်မှာမဟုံကျွင်းကအနားကိုကပ်လာပြီးတိကျင်စိတ်ပြည့်နေတဲ့မျက်နှာနဲ့မေးလိုက်တယ်အကိုကြီးပါဖြစ်လို့လဲချောတဲ့မိန်းကလေးတွေ့လို့လားဒိုင်မူပိုင်ကထောင်းကိုမင်းငေါ့ပြပြီးဟိုမှာကြည်စမ်းလို့ပြောလိုက်တယ်မဟုံကျွင်းကကြည့်လိုက်တဲ့အခါမှာတော့တရွေးတွေတောက်လဲကျလာပြီးအန်အော်တကြီးနဲ့ဒီလိုခန္ဓာကိုယ်နဲ့ဒီလိုမျက်နှာမျိုးကတော့မျိုးရဲ့ယတနာပဲပြလို့ပြောလိုက်တယ်ဒိုင်မူပိုင်ကသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးအဝတ်စားကိုပြင်ဆင်ကလက်ထဲမှာနှင်းစီနီတပွင့်ကိုကင်ပြီးထောက်မှရှိတဲ့စူကျူချင်းစီကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်စူကျူချင်းကတော့စပွဲအောက်မှာလက်ကိုတင်းတင်းဆုပ်ထားပြီးယွန်ရှာစိတ်ကိုအောင်ရဲထားကခေါင်းငုံပြီးသူ့ကိုဂယုမဆိုင်ဖဲနေလိုက်တယ်အဲ့ဒီအချိန်မှာဒိုင်မူပိုင်ကစူကျူချင်းရဲ့ရှေ့မှာရက်လိုက်ပြီးနှင်းစီပန်းကိုကမ်းဘေးကညင်သားတဲ့လေတံနဲ့အလှလေးတယောက်ထဲလာတော့နဲ့အတူတူတောက်မလားလို့မေးလိုက်တယ်စူကျူချင်းကခေါင်းကိုတော့မမော့ပဲအေးဆက်ဆက်နဲ့တခွန်းပဲပြောလိုက်တယ်ထွက်သွားဒိုင်မူပိုင်ရဲ့အပြုံးတွေကမျက်နှာပေါ်မှာတောက်ခဲသွားပြီးခဏလောက်ကြာမှသူ့အငင်းခံလိုက်ရမှန်းသိသွားတယ်မဟုံကျွင်းကလည်းအနောက်မှာအံ့ဩနေပြီးတိုးတိုးလေးပြောလိုက်တယ်အကိုကြီးဒီမိန်းကလေးကတော်တော်မောက်မာတာပဲဒိုင်မူပိုင်ကဒေါသကိုထိမ့်လိုက်ပြီးနှင်းစီပန်းကိုတိန်းကညင်သားတဲ့လေတံနဲ့ပြန်ပြောတယ်မိန်းကလေးဘာမှစိတ်မရှိပါနဲ့ကျွန်တော်နာမည်ဒိုင်မူပိုင်မှာရှရက်ဝိညာဉ်အကယ်ဒမီကပါမင်းဒီကိုလာတာဝိညာဉ်ကွင်းလာရှာတာဖြစ်မှာပါကျွန်တော်ကအဆင့်30ခုနှစ်ရှိတဲ့ဝိညာဉ်အရှင်သခင်ပါအသက်1000ရှိတဲ့ဝိညာဉ်သားရဲတွေတောင်ကျွန်တော်လက်ထဲမှာမလွတ်နိုင်ပါဘူးကျွန်တော်ရှာအီရင်မင်းအတွက်လုံခြုံပါတယ်စူကျူချင်းကခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်ပြီးယွန်ရှာတဲ့မျက်နှာနဲ့ကျမထွက်သွားလို့ပြောလိုက်တယ်လူစကားနားမလည်ဘူးလားလို့မေးလိုက်တယ်အဲ့ဒါကိုကြားတော့ဒိုင်မူပိုင်ရဲ့စိတ်ထဲမှာဒေါသတွေထွက်လာတယ်မဟုံကျွင်းကလည်းအခြေအနေကိုကြည့်ပြီးချက်ချင်းရှိကိုတိုးလာကစူကျူချင်းကိုလက်ညှိုးထိုးပြီးအော်ဟစ်လိုက်တယ်နင်ကတော်တော်မောက်မာတဲ့မိန်းကလေးပဲငါတို့အကိုကြီးကလာစကားပြောတာနင့်ကိုမျက်နှာသာပေးတာနင်ကတော့အရှက်မရှိဘူးစူကျူချင်းရဲ့မျက်လုံးထဲမှာဒေါသမီးတွေတောက်လောင်လာပြီးစပွဲကိုရိုက်ကအော်လိုက်တယ်နောက်ဆုံးအကြိမ်အနေနဲ့ပြောမယ်အခုချက်ချင်းထွက်သွားနင်ပါတွေးနေလဲဆိုတာငါသိတယ်နင်ရဲ့ညစ်ပတ်တဲ့မျက်လုံးတွေနဲ့ငါ့ကိုမကြည့်နဲ့စားတောက်ဆိုင်တစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားခဲ့တယ်မဟုံကျွင်းကဒေါသထွက်ပြီးစူကျူချင်းကိုလက်နဲ့အတင်းဖမ်းဖို့ကြိုးစားလိုက်တယ်အဲ့ဒီအချိန်မှာစူကျူချင်းရဲ့မျက်လုံးတွေထဲမှာအလင်းရောင်တစ်ချက်လက်သွားပြီးလက်ကဝတ်ကိုလှည့်ကကြောင်လက်သေးတွေကိုထုတ်ပြီးမဟုံကျွင်းရဲ့မျက်နှာကိုလျှက်စီးလိုမြန်တဲ့အချိန်နဲ့ကုတ်လိုက်တယ်မဟုံကျွင်းရဲ့မျက်နှာပေါ်မှာဒဏ်ရာ3ခုထင်ကျန်ရစ်ပြီးတွေးတွေစီးကျလာခဲ့တယ်ဒိုင်မူပိုင်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားပြီးမင်းကညီကိုထိရဲတဲ့ပေါ့လေလို့ပြောကခြေထောက်နဲ့စူကျူချင်းကိုကန်လိုက်တယ်စူကျူချင်းကဝိညာဉ်ကိုထုတ်ဖို့အချိန်မမီတော့ပဲလက်နှစ်ဖက်ကိုရင်ဘတ်မှာကားလိုက်ပေမဲ့တကိုယ်လုံးနောက်ကိုလွတ်ထွက်သွားပြီးနံရံကိုပြင်းပြင်းထန်ထန်သွားတိုက်မိတယ်စူကျူချင်းကမြေပြင်ပေါ်ကိုလဲကျသွားပြီးပါးစပ်ကနေတွေးတွေထွက်လာပေမဲ့ဘာတန်မှမထွက်ပဲသူမရဲ့အကြည့်တွေကတော့တကယ်ကိုအေးဆက်နေခဲ့တယ်မဟုံကျွန်းကလည်းမျက်နှာကိုကင်ပြီးအော်ဟစ်နေတယ်အကိုကြီးကျွန်တော်အတွက်ကူညီပါဒီမိမယုတ်ကကျွန်တော်ကိုဒဏ်ရာရအောင်လုပ်တယ်အဲ့ဒီအချိန်မှာပဲစားတောက်ဆိုင်တကားဝါကနေအပြင်ဘက်ကနေခြေတံတွေရုတ်တရက်ကြားလိုက်ရပြီးကြည်လင်တဲ့အမျိုးသားအတန်တစ်ခုထွက်ပေါ်လာတယ်ဘာတွေဖြစ်နေလို့ဒီလောက်ဆူညံနေတာလဲလူ၄ယောက်စားတောက်ဆိုင်တွေကိုဝင်လာခဲ့တယ်သူတို့ကတော့ထန်ဆန်းတဲ့အဖွဲ့သားတွေပါပဲပယမ်းပါတာဖြစ်နေတဲ့ကျမ်းပြင်ကိုကြည့်ပြီးထန်ဆန်းကမျက်မှောင်ကျုပ်ကမေးလိုက်တယ်ဟုံကျွင်းမင်းမျက်နှာဘာဖြစ်တာလဲမဟုံကျွင်းကပြေးသွားပြီးငိုယိုတိုင်တန်းတဲ့ဆန်းကိုဒီအယူမပဲကျွန်တော်သူ့ကိုစကားနှခွန်းလောက်ပြောမိတာကိုသူကကျွန်တော်မျက်နှာကိုဓာတ်ရိုက်ကုတ်တာကြည်စမ်းပါဦးကျွန်တော်ရုပ်တောင်ပြတ်သွားပြီးဒါကိုမြင်လိုက်ရတဲ့ရှောင်းဝူကဒေါသတကြီးနဲ့ကျူးကျူးချင်းကိုလက်ညှိုးထိုးပြီးဆဲဆိုလိုက်တယ်မင်းကဘာလို့ဒီလောက်ထိရက်ဆက်ရတာလဲစကားလေးနှခုံပြောတာကိုလူမျက်နှာကိုကုတ်ရသလားကျူးကျူးချင်းကအာတင်ပြီးထွက်လိုက်ကအတန်တုံတုံနဲ့ပြောတယ်သူကအရင်ဆုံးကျမရဲ့လက်ကဝတ်ကိုလာဖမ်းတာပါကျမကကိုကာကွယ်ရုံတက်တက်ပါရှောင်းဝူကလှောင်ပြုံးပြုံးပြီးပြောတယ်ကိုကာကွယ်တာကလူမျက်နှာကို၃ချောင်းတောင်ကုတ်ဖို့လိုသလားမင်းကတမင်တက်တက်ရုပ်ပြက်အောင်လုပ်တာမဟုတ်ဘူးလားထန်ဆန်းကရှေ့ကိုတလန်တိုးပြီးတီငိမ့်ငိမ့်နဲ့ပြောတယ်ဒီမိန်းကလေးဟုံကျွင်းမှာအမှားရှိရင်တောင်မင်းလက်ကအရန်ပြင်းလွန်းနဲ့အားလုံးကဝိညာဉ်သခင်တွေပဲဘာလို့ဒီလိုလုပ်ရတာလဲကျူးကျူးချင်းကထန်ဆန်းကိုအေးဆက်ဆက်ကြည့်ပြီးပြောတယ်သူကကျမကိုလာဖမ်းတာကျမကငိမ့်ငိမ့်လေးအဖမ်းခံနေရမှာလားထန်ဆန်းကခေါင်းရမ်းပြီးပြောတယ်မင်းကိုပြ
မခုခံခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့မင်းသူ့ကိုတွန်းထုတ်လို့ရတယ်ရှောင်လို့ရတယ်မျက်နှာကိုကုတ်တာကတော့တကယ်ကိုလွန်နဲ့အော်စကာကဘေးကနေဝက်ဦးချောင်းကိုတကိုက်ရင်ဘလုံးပထွေးနဲ့ထောက်ခံတယ်တကယ်ကိုလွန်သွားပြီးမျက်နှာမှာ၃ချောင်းတောင်ဆိုတော့အမာရွတ်ထင်သွားနိုင်တယ်နုယုံယုံကဘာမှမပြောဘဲနောက်မှရက်ပြီးအခြေအနေကိုအကဲခတ်နေတဲ့ကျူးကျူးချင်းကဆက်ပြီးမရှင်းပြတော့ပဲဒီလူတွေဟာအမားအမှန်ကိုမခွဲခြားနိုင်ပဲတစ်ဖက်သက်နားထောင်တတ်ကြတာကိုလောင်ပြောင်နေမိတယ်အကြောင်းစုံကိုလုံးဝမသိဘဲနဲ့ဝင်လာတာနဲ့သူ့ကိုအကြောင်းမဲ့လာပြီးဆွဆွဲနေကြတယ်အမားအမှန်မသိတဲ့လူရောင်ဆောင်တွေပဲတိုက်မှုပိုင်ကရှေ့ကိုတလန့်ချင်းတိုးလာပြီးဝိညာဉ်ကိုထုတ်လိုက်တယ်အဝါရောင်နှစ်ကွင်းနဲ့ခရမ်းရောင်တစ်ကွင်းဝိညာဉ်ကွင်းတွေထွက်ပေါ်လာပြီးကျူးကျူးချင်းကိုအေးဆက်ဆက်ကြီးကပြောတယ်ဒူးထောက်လိုက်ဆန်းအခုချက်ချင်းငါညီကိုတောင်းပန်မင်းမျက်နာကိုလည်းကျမ်းပြင်မှာကတ်ထားတာဆိုရင်တော့ငါထပ်ပြီးအပြစ်မယူဖို့စဉ်းစားပေးမယ်ကျူးကျူးချင်းရဲ့တကူလုံးတုံကြီးနေတဲ့ဒါကကြောက်လို့မဟုတ်ပဲဒေါသထွက်လို့ပါဒူးထောက်ခိုင်းတာထက်သေးတာကမှပိုကောင်းဦးမယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကအဆုံးစွန်ကိုရောက်နေပြီးဒဏ်ရာဟောင်းတွေအပြင်ဒဏ်ရာအသစ်တွေကလည်းပြည့်နေပြီးသူ့ရှိမှာကအဆင့်30ခုနှစ်ရှိတဲ့ဝိညာဉ်အရှင်သခင်ဖြစ်ပြီးသူ့နောက်မှာလည်းစားလိုက်အဖွဲသား၄ယောက်ကအကဲခတ်နေကြတယ်ကျူးကျူးချင်းကအန်ကျိတ်ထားပြီးဘာစကားမှမပြောဘူးသူဟာမနေ့ကသူ့ကိုကောက်ွယ်ပေးခဲ့တဲ့လင်ရဲကိုရုတ်တရက်သတိရမိပြီးမျက်ဝန်းတွေကလည်းအလိုလျောက်หนีရဲလာတယ်အဲ့ဒီအချိန်မှာပဲစားတောက်ဆိုင်တကားကရုတ်တရက်ပွင့်သွားပြီးလင်ရဲကမနက်ခင်းနေအောင်ကြီးကိုနောက်ခံထားပြီးဝင်လာတယ်သူ့ရဲ့တည်ငြိမ်တဲ့အကြည့်တွေကတဆိုင်လုံးကိုဝေးကြည့်လိုက်ပြီးနောက်ဆုံးမှာတော့ကျူးကျူးချင်းရဲ့နှက်ခမ်းထောင်းကသွေးစားတွေစီမှာရက်တန့်သွားတယ်သူ့မျက်ဝန်းထဲကပြင်းမှုတွေကချက်ချင်းပြောက်ကွယ်သွားခဲ့တယ်လင်ရဲကစကားဆပြောလိုက်တယ်ဟဲ့လူကြီးလူကောင်းတွေဖြစ်ပြီးမိန်းကလေးတယောက်ကိုအနိုင်ကျင့်နေတာမရှက်ကြဘူးလားမဟုံကျွင်းကသူ့မျက်နှာကိုအုပ်ထားရင်းဒေါသတကြီးအော်လိုက်တယ်မင်းကဘာကောင်းမို့လို့လဲငါစကားနားထောင်ပြီးသူများကိစ္စတွေဝင်မပါပဲအခုချက်ချင်းထွက်သွားလိုက်လင်းရဲကသူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲကျူးကျူးချင်းရဲ့အနာကိုတန်းတန်းမတ်မတ်လျှောက်သွားခဲ့တယ်သူကကြမ်းတမ်းပေမဲ့နှွေးထွေးတဲ့လက်ဖွားကြီးနဲ့ကျူးကျူးချင်းရဲ့ခေါင်းကိုအသာအရာပုတ်တက်ပေးရင်းတူတူလေးပြောလိုက်တယ်တော့ပြီးကြောင်မလေးမင်းအရင်နားလိုက်တော့ကျန်တာကိုငါ့ကိုလွှဲပေးလိုက်ကျူးကျူးချင်းကမျက်ဝန်းတွေနီရဲလျက်နဲ့တူတူလေးတတိပေးတယ်လင်းရဲမင်းတတိထားဦးသူကအဆင့်30ခုနှစ်ရှိတဲ့ဝိညာဉ်အရှင်သခင်တော်လင်းရဲကလှောင်ရင်လိုက်ပြီးပြောတယ်တတိထားရမယ်ဒီလိုအရေးချင်းမရှိတဲ့အကောင်တွေကိုလားသူကဖြည်းဖြည်းချင်းလှည့်လိုက်ပြီးကျူးကျူးချင်းကိုသူ့နောက်မှာအခိုင်အမာကာကွယ်ထားလိုက်တဲ့သူ့ရဲ့နက်မောင်တဲ့မျက်ဝန်းတွေကနေအေးဆက်တဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးတစ်ဖက်ကလူတွေကိုစိုက်ကြည့်လိုက်တယ်လင်းရဲကသူတို့ရဲ့လုပ်ရက်တွေကိုလူပုံအလဲမှာဖော်ထုတ်လိုက်တယ်နေကင်းကြောင်တောင်မှာလူကြီးလူကောင်းနှစ်ယောက်ကဒဏ်ရာရထားတဲ့မိန်းကလေးတစ်ယောက်ကိုဝိုင်းပြီးစကားလာပြောနေကြတယ်အငင်းခံရတော့လူပုံအလဲမှာဒဏ်ရာရအောင်လုပ်ကြတယ်မင်းတို့ဆက်လိုက်ကြောင်းကလူတွေကအပြင်ထွက်ရင်အရှက်မရှိကြဘူးလားမဟုံကျွင်းကဒေါသတာကြီးနဲ့ဆဲဆိုလိုက်တယ်ရှောက်မပြောနဲ့မင်းကတက်တက်မဲ့ဆွဆွဲနေတာပဲငါတို့ကသူ့ကိုစေတနာနဲ့လာပြီးစိတ်ပူပေးတာသူကမှကျေးဇူးကိုတိတ်ခါနဲ့ပြန်ဆက်တာလင်းရဲကဟာတာတစ်ခုကြားလိုက်ရတယ်လို့မျိုးပြောလိုက်တယ်စိတ်ပူတာဟုတ်လားမင်းရဲ့ထိမ့်မနိုင်တိမ်မရဖြစ်နေတဲ့ကိလေသာစိတ်တွေနဲ့စိတ်ပူပေးတာလားမင်းတို့ရဲ့အောက်တန်းကျတဲ့စိတ်ကူးတွေကိုငါမသိဘူးလို့ထင်နေတာလားမင်းကမကောင်းတဲ့စိတ်တွေကိုမထိန်နိုင်တဲ့ဝတ္ထုပဲစိတ်ပူတယ်ဆိုတဲ့စကားလုံးကိုပြောဖို့တောင်မတန်ဘူးဒီစကားကိုကြားလိုက်ရတဲ့တိုင်မူပိုင်ကလေပင်းကအကျော်တွေထောင်လာပြီးအော်လိုက်တယ်ကောင်လေးမင်းငါနဲ့တယောက်ချင်းရှင်ရဲသလားရှုံးတဲ့သူကဒူးထောက်ပြီးဥချတောင်းပန်ရမယ်လင်းရဲကမျက်ခုံးပင်ပြီးပြောတယ်ကောင်းပြီလေငါလည်းနာမည်ကြီးနေတဲ့ဆလိုက်ကြောင်းကဘလို့အညံ့စားတွေကိုတင်ပေးလိုက်တယ်လဲဆိုတာကြည့်ကျင်နေတာနဲ့အတော်ပဲတိုက်မူပိုင်ကဒေါသတာကြီးနဲ့အော်ဟစ်လိုက်တယ်အဖြူရောင်ကြားဝိညာဉ်ဝင်ပူးစေဖြူဖြောတဲ့အလင်းတန်းတွေပေါက်ကွဲထွက်လာပြီးအဖြူရောင်ကြားပုံရိပ်ထွက်ပေါ်လာတယ်အဝါရောင်နှစ်ကွင်းနဲ့ခရမ်းရောင်တစ်ကွင်းဝိညာဉ်ကွင်းတွေထွက်ပေါ်လာတယ်လင်းရဲရဲ့မျက်ဝန်းတွေကနီးရဲသွားပြီးမှောက်မိုက်တဲ့နတ်ဆိုးကြားဝိညာဉ်ဝင်ပူးလာတယ်အနက်ရောင်မိစ္ဆာဆွမ်းအားတွေရုတ်တရက်ပေါက်ကွဲထွက်လာပြီးလေပြင်းတွေတိုက်ခတ်လာတယ်အနက်ရောင်လျှက်စီးကြောင်းတွေပေါက်ကွဲထွက်လာပြီးသူ့နောက်မှာအနက်ရောင်ကြားကြီးတစ်ကောင်ရဲ့ပုံရိပ်ကဖြည်းဖြည်းချင်းထွက်ပေါ်လာတဲ့အဝါရောင်တကွင်းနဲ့ခရမ်းရောင်တကွင်းဝိညာဉ်ကွင်းတွေထွက်ပေါ်လာတာကိုမြင်တော့အားလုံးထိတ်လန့်သွားကြတယ်။ရှောင်းဦးကတော့ရန်သူတော်ရဲ့အရှိန်ဝါကြောင့်တကူလုံးတုံရီသွားပြီးထန်ဆန်းရဲ့နောက်မှာပုံလိုက်ရတယ်ထန်ဆန်းကမှောက်မိုက်တဲ့နတ်ဆိုးကြားကိုမှတ်မိသွားပြီးမျက်ဝန်းထဲမှာရုပ်မာတဲ့အရေးရောင်တွေဖြတ်ပြေးသွားတယ်သူကတိုက်မှုပိုင်းရဲ့အနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်အကိုကြီးတိုက်လက်မှတ်နေနဲ့သူ့ကိုအသေးသက်လိုက်ဒီလိုဆိုးရုပ်တဲ့အရာမျိုးကကြီးထွားလာရင်နောက်မှကြပြီးမှတဲ့ဘေးဒုက္ခဖြစ်လာလိမ့်မယ်တိုက်မှုပိုင်းကခဏလောက်ကြောင်သွားပြီးမှမျက်ဝန်းထဲမှာရက်ဆက်တဲ့အရေးရောင်တွေပေါ်လာကပြောတယ်ငါစိတ်ကြိုက်ပဲသူကအရင်ဆုံးစတင်တိုက်ခိုက်လိုက်ပါတော့တယ်ဖြူတစ်လုံးကြာတစ်လွန်လိုင်းထိပ်ဖူးရောက်ရှိလာပါတယ်။လင်းရက်ကနတ်ဆိုးဖျားလက်မောင်းကိုလှုပ်ရှားလိုက်ပါတယ်။အနက်ရောင်နတ်ဆိုးဆွမ်းအင်တွေနဲ့လျှက်စီးတန်းတွေတောင်းကျမ်းလာပြီးစလုံးပုံစံအကာအကွယ်တစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီနောက်တက်ခိုက်မှုကိုတည်တည်ငြိမ်ငြိမ်ခုခံလိုက်ပြီးလင်းရက်ရဲ့ပုံရိပ်ကလျှက်တစ်ပြက်ပြောက်ကွယ်သွားပါတယ်။သူကနတ်ဆိုးဖျား13ချက်တိုက်ကွက်ကိုထုတ်ဖော်လိုက်ပြီးခရမ်းပုတ်ရောင်လျှက်စီးတန်း13ချက်ကဒိုင်းမှုပိုင်စီကိုဥတီသွားပါတယ်။ဒါကိုမြင်တော့ဒိုင်းမှုပိုင်ဟာမတက်တာတော့ပဲဖြူတစ်လုံးကြားတစ်ဝရစိန်ပြောင်းလဲခြင်းကိုအသုံးပြုလိုက်ရပါတယ်သူ့ရဲ့ခန္ဓာကိုကြီးထွားလာပြီးခွန်အားညံနှုံးနဲ့ခုခံနိုင်စွမ်းတွေမြင့်တက်လာပါတယ်သူကလင်းရဲ့စီကိုကြားလက်သေးတွေနဲ့ပြင်းပြင်းထန်ထန်ကတ်လိုက်ပြီးတေးလိုက်တော့လို့အော်ဟစ်လိုက်ပါတယ်လင်းရဲ့ကနောက်မဆုတ်ပဲပြန်လဲတိုက်ခိုက်လိုက်ပါတယ်ညာဘက်လက်ကိုလက်သေးပုံစံပြုလုပ်ပြီးထိတ်တိုက်ရင်ဆိုင်လိုက်ပါတယ်လက်သေးချင်းထိတွေ့မှုကနေတုံခါမှုလိုင်းတွေထွက်ပေါ်လာပါတယ်အပြန်လန်တိုက်ခိုက်မှုအကြိမ်ပေါင်းများစွာကြာပြဒီနောက်မှာတော့ဒိုင်းမှုပိုင်ရဲ့ဝိညာဉ်စွမ်းအားတွေမလုံလောက်တော့ပဲလေဝင်လေထွက်ပေါက်နေတဲ့ဖိုးကဲ့သို့အသက်ရှူတန်တွေဘရုတ်ဘရက်ဖြစ်လာပေမဲ့လင်းရဲကတော့အရင်တိုင်းတည်ငြိမ်နေသေးပါပဲ
လင်းရက်ကအဆုံးတက်ရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်သူကလက်သီးကိုအားသွင်းလိုက်ပြီးအနက်ရောင်နတ်ဆိုးစွမ်းရည်နဲ့ခရမ်းရောင်လျှက်စီးတွေတောင်းကျမ်းလာပါတယ်စွမ်းအားသုံးမျိုးကိုတပြိုင်နက်တည်းအသုံးပြုပြီးလက်သီးတစ်ချက်ထိုးနှက်လိုက်ပါတယ်ဒိုင်းမှုပိုင်ကသူ့ရဲ့လက်သေးတွေနဲ့အလောတကြီးကာကွယ်လိုက်ပေမဲ့လက်သေးတွေကပုံပြတ်သွားပါတယ်လင်းရက်ရဲ့လက်သီးကသူ့မျက်နှာပေါ်ကျရောက်သွားပါတယ်ဘယ်ဘက်ပါးကိုတစ်ချက်ညာဘက်ပါးကိုတစ်ချက်နဲ့နှာတန်းကိုတစ်ချက်ထပ်မံထိုးလိုက်ပါတယ်လက်သီးသုံးချက်ထိုးပြီးနောက်မှာတော့ဒိုင်းမှုပိုင်ရဲ့မျက်နှာဟာဝက်ခေါင်းလိုဖူးယောင်သွားပြီးနှာခေါင်းသွေးတွေထွက်ကနောက်ကိုလွင့်စင်သွားပါတယ်လင်းရက်ကအမိလိုက်သွားပြီးတေးစေနိုင်တဲ့နောက်ဆုံးလက်သီးကိုအားပြည့်နဲ့ထိုးဖို့ပြင်ဆင်လိုက်ပါတယ်အရေးကြီးတဲ့အခိုက်အတန့်မှာပဲခါလောက်တုတ်တဲ့လက်မကြီးတစ်ခုဟာလေထဲကနေပေါ်လာပြီးလင်းရက်ရဲ့လက်သီးကိုအတင်းအကျပ်တားဆီးလိုက်ပါတယ်ရိုက်ခတ်မှုကြောင့်ဘေးပတ်လဲကနေရန်တွေဟာပင့်ကူအိမ်လိုအက်ကြောင်းတွေချက်ချင်းထင်ကျန်သွားပါတယ်ရက်လိုက်တော့လို့နှက်ဆိုင်တဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ရောက်လာတဲ့သူကတော့ရှီလိတ်အကယ်ဒမီရဲ့ဒုတိယကျောင်းအုပ်ကြီးမလုံမရှက်မင်းသားစောက်ဝူကြီးပဲဖြစ်ပါတယ်သူ့ရဲ့ခြေထောက်အောက်မှာအဝါရောင်2ခုခရမ်းရောင်2ခုနဲ့အနက်ရောင်3ခုစုစုပေါင်းဝိညာဉ်ကွင်း9ကွင်းထွက်ပေါ်လာပါတယ်ထန်ဆန်းတို့လူစုဟာချက်ချင်းပဲတပြင်းချနိုင်သွားပါတယ်ဒါကိုမြင်တော့လင်းရက်ကလက်သီးကိုပြန်ရုပ်သိမ်းလိုက်ပြီးစောက်ဝူကြီးကိုအေးဆက်ဆက်စိုက်ကြည့်လိုက်ပါတယ်သူကမလုံမရှက်မင်းသားဖြစ်လိမ့်မယ်လို့မထင်ထားဘူးကလေးကိုရိုက်တော့လူကြီးထွက်လာတာလားဂုံတိတ်ခါရှိတဲ့ဝိညာဉ်သူတော်စင်တယောက်ကဒီနေ့မှမျိုးဆက်တစ်ယောက်ကိုကိုယ်တိုင်ကင်တွယ်တော့မလို့လားလို့လင်းရက်ကပြောလိုက်ပါတယ်စောက်ဝူကြီးကခဏတာမင်းတက်သွားပြီးလူငယ်လေးသူတစ်ပါးကိုခွင့်လွှတ်တဲ့အခါမှာခွင့်လွှတ်လိုက်ပါလို့အတန်ဝါနဲ့ပြောလိုက်ပါတယ်ဒိုင်းမှုပိုင်ကမင်းရဲ့လက်ချက်ကြောင့်ဒီလိုဖြစ်နေပြီဆိုတော့မင်းရဲ့ဒေါသလည်းပြေလောက်ပါပြီငါမျက်နှာကိုထောက်ထားပြီးဒီလောက်နဲ့ပဲရက်လိုက်ရအောင်ဘလို့လဲလို့သူကဆက်ပြောပါတယ်လင်းရက်ကအေးဆက်ဆက်ရေမောပြီးခမရဲ့မျက်နှာကတရားမျှတမှုရှိမှဘလောက်တန်ဖိုးရှိလို့လဲလို့မေးလိုက်ပါတယ်စောစောကသူကဝိညာဉ်စွမ်းအားမျက်နှာကိုအားကိုပြီးငါတငယ်ချင်းကိုဒူးထောက်ခိုင်းတော့ကဘာလို့တရားမျှတမှုအတွက်ဘယ်သူမှထွက်မပြောခဲ့တာလဲအခုသူမနိုင်တော့လို့လောင်းကြီးရှုံးတဲ့အခါမှာတော့လိတ်လို့ခေါင်းရှူချင်နေပြီလားခမတို့ရဲ့ရှီလိတ်အကယ်ဒမီဟာသူတစ်ပါးကိုနှိပ်စက်ဖို့ပဲတည်တဲ့နေရာလားလို့သူကပြန်ပြောလိုက်ပါတယ်ဒါကိုကြားတော့စောက်ဝူကြီးရဲ့မျက်နှာဟာရှက်စိတ်နဲ့ဒေါသကြောင့်အယောင်တွေပြောင်းသွားပါတယ်သူကသွားကိုကြိတ်ပြီးဒိုင်းမှုပိုင်နဲ့မာဟုံကျွန်းတို့လောင်းကြီးတိုင်းသွားပြီးတောင်းပန်လိုက်ကြလို့ပြောလိုက်ပါတယ်ဆရာစောက်လို့မာဟုံကျွန်းကအော်ဟစ်လိုက်ပြီးဒိုင်းမှုပိုင်လည်းမျက်လုံးတွေနီမြန်းကတုံးလုသွားပါတယ်ဒါပေမဲ့စောက်ဝူကြီးရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာသူတို့နှစ်ယောက်ဟာခက်ခက်ခဲခဲထွဲလိုက်ကြရပါတယ်တစ်သားစတွေပေါ်မှာသူတို့နှစ်ယောက်ဟာဒူးထောက်လိုက်ပြီးတောင်းပန်ပါတယ်ငါတို့ကအမြင်ကျဉ်းမြောင်းပြီးမစင်မချင်းလှုပ်ဆောင်ခဲ့မိပါတယ်လို့တပြိုင်နက်တည်းပြောလိုက်ကြပါတယ်ကျူးကျူးချင်းကဒီမြင်ကွင်းကိုကြည့်ပြီးအေးဆက်ဆက်ပြုံးလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကသူမကိုတယောက်ထဲထားခဲ့ပြီးထွက်ပြေးသွားခဲ့တဲ့လူကြောက်ဟာအခုတော့သူမရှိမှနှိမ့်ကြတဲ့မျိုးဆက်တစ်တယောက်လိုဒူးထောက်နေရပါပြီလင်းရက်ကကျူးကျူးချင်းပတ်လှည့်ပြီးကိစ္စတွေပြီးပြီဆိုတော့ငါတို့သွားကြဆိုကြောင်မကြီးလို့ပြောလိုက်ပါတယ်ကျူးကျူးချင်းကပြန်ထူးပြီးထွက်သွားဖို့ပြင်လိုက်ပေမဲ့သူမရဲ့မျက်စိရှိမှရုတ်တရက်မှောင်တိကျသွားပါတယ်ဒဏ်ရာဟောင်းနဲ့ဒဏ်ရာတစ်တွေတပြိုင်နက်တည်းပေါ်လာတာကြောင့်သူမရဲ့ခန္ဓာကိုယ်ဟာရိမ့်ထိုးသွားပြီးရှေ့ကိုလဲကျသွားပါတယ်လင်းရက်ကအလင်းအမြန်ရှေ့တိုးလိုက်ပြီးသူမရဲ့ခါကိုတစ်ဖက်ကဒူးအောက်ကနေတစ်ဖက်ကပွေ့ချီလိုက်ပါတယ်သူကသူမကိုမင်းသမီးလေးတယောက်လိုပွေ့ချီထားလိုက်ပါတယ်ကျူးကျူးချင်းကအံ့ဩတုန်လှုပ်သွားပြီးသူမရဲ့ဖြူဖြော့နေတဲ့ပါးပြင်တွေဟာချက်ချင်းပဲหนีရဲသွားပါတယ်သူမကလင်းရက်ငါကိုအောက်ချပေးပါလူတွေအများကြီးကြည့်နေကြတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်လင်းရက်ကသူမကိုငုံကြည့်ပြီးအမိတ်ပေးတယ်လို့နဲ့နူးညံ့တဲ့လေတံနဲ့စကားမပြောဘဲကောင်းကောင်းအနားယူလိုက်ပါမင်းတန်ရတော်တော်ပြင်းထန်နေတယ်အခုငါမင်းကိုကုသရေးဝိညာဉ်ဆရာစီခေါ်သွားပေးမယ်လိမ္မာတယ်နော်လို့ပြောလိုက်ပါတယ်ကျူးကျူးချင်းကစကားပြောဖို့ကြိုးစားပေမဲ့ပြန်မျိုးချလိုက်ရပါတယ်သူမမှာလက်ကိုမြှောက်ဖို့တောင်အားမရှိတော့ဘဲတိုးတိုးလေးပြန်ထူပြီးတတိလစ်သွားပါတယ်လင်းရက်ကသူမကိုပွေ့ချီပြီးလှည့်ထွက်သွားတဲ့အချိန်မှာစောက်ဝူကြီးရဲ့အတန်ကနောက်ကနေထွက်ပေါ်လာပါတယ်လူငယ်လေးခဏလောက်နေပါဦးလင်းရက်ကခြေလမ်းတွေကိုရက်လိုက်ပြီးခေါင်းကိုအနှဲငယ်ဆောင်းကအေးဆက်တဲ့မျက်လုံးတွေနဲ့ဘာလဲမလုံးမရှက်မင်းသားကတိတ်ခါကြတယ်လို့ခံစားရလို့ဂရိဖြတ်ချင်တာလားတကယ်ပဲမင်းရဲ့အစင်တန်းကိုမငဲ့ပဲငါတို့လူငယ်နှစ်ယောက်ကိုတိုက်ခိုက်တော့မလို့လားလို့မေးလိုက်ပါတယ်စောက်ဝူကြီးကလင်းရဲ့ကြောပြင်ကိုကြည့်ပြီးမျက်လုံးထဲမှာအတွေးပေါင်းများစွာနဲ့ရုတ်တရက်အကျယ်ကြီးရေမောကလူငယ်လေးမင်းနာမည်ဘသူလဲလို့မေးလိုက်ပါတယ်လင်းရဲ့နှက်ခမ်းထောင်းကအနှဲငယ်ကွေးညွတ်သွားပြီးလင်းရဲ့လို့ဖြေလိုက်ပါတယ်စောက်ဝူကြဒီကအဲ့ဒီနာမည်ကိုရေးရုပ်ပြီးအကျယ်ကြီးထက်ရဲကတက်တိရှိတဲ့ကောင်လေးပဲငါစောက်ဝူကြီးမင်းကိုမှတ်ထားလိုက်မယ်လို့ပြောလိုက်ပါတယ်လင်းရဲကဘာမှထပ်မပြောတော့ပဲကျူးကျူးချင်းကိုပွေ့ချီကပျက်စီးနေတဲ့စားတောက်ဆိုင်တွေကနေထွက်ခွာသွားပြီးမနက်ခင်းအလင်းရောင်ထဲမှာပျောက်ကွယ်သွားပါတယ်ညရောက်တဲ့ခါမှာတော့လင်းရဲကပြတင်းပေါက်နာမှာတယောက်တည်းရက်နေရင်နေဝင်တော့အုပ်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့မျက်လုံးတွေကရုတ်တရက်ဆူးရှလာပါတော့တယ်လင်းရဲဟာဒီညမှာပဲရေခဲနဲ့မီးရင်ရန်ဆန်းအိုင်စီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မူရင်းဇလန်မှာတန်ဆန်းဟာအဲ့ဒီကဆေးပင်တွေကိုအသုံးပြုပြီးရှရက်9ယောက်ရဲ့အရေးချင်းကိုမြင့်တင်ပေးခဲ့တာပါအခုတော့သူကိုယ်တိုင်ရောက်နေပြီဖြစ်လို့ဒီလိုယတနာတွေကိုအဲ့ဒီလူယုံမှလက်ထက်အပါမခံနိုင်ပါဘူး။လင်းရဲဟာအသက်ကိုပြင်းပြင်းရှူပြီးစိတ်အာရုံကိုကြည်လင်အောင်လုပ်ကနေဝင်ချိန်တော့အုပ်စီကိုထွက်ခွာခဲ့ပါတယ်။ညအမောင်ထုဟာမှင်လိုမဲမောင်နေပြီးနေဝင်ချိန်တော့အုပ်ထဲမှာနှစ်1000နဲ့နှစ်1000အဆင့်ဝိညာဉ်သားရဲတွေပေါ်များလာပါတယ်။လင်းရဲဟာသားရဲတွေကိုရှောင်ကွင်းပြီးဗဟိုဧရိယာစီတန်းတန်းမတ်မတ်သွားခဲ့ပါတယ်။မကြခင်မှာပဲဆူရှာတဲ့အနံ့ဆိုးတစ်ခုကိုရလိုက်ပါတယ်။အဲ့ဒါကတူကူပေါ်ချထားတဲ့အစိတ်မြူအတားအဆီးပါပဲ။လင်းရဲကခက်ပြုံးပြုံးနဲ့သူ့ရဲ့ဝိညာဉ်အစွမ်းကိုထုတ်လိုက်ရခရမ်းရောင်ဝိညာဉ်ကွင်းနှစ်ကွင်းလင်းထွက်လာပြီးအစိတ်မြူတွေကိုဖယ်ရှားပစ်ခဲ့ပါတယ်။ပြီးနောက်နတ်ဆိုးကာကွယ်ရေးအစွမ်းကိုပါထပ်မံအသုံးပြုပြအစိတ်မြူတွေကိုအရှိန်နဲ့တိုးဝင်သွားပါတယ်။
3 မိနစ်အကြာမှာအစိတ်မြူတွေလွင့်စင်သွားပြီးရေခဲနဲ့မီးရင်ရန်ဆန်းအိုင်ကိုမြင်လိုက်ရပါတယ်။ဆန်းအိုင်တစ်ဖက်ကမီးလိုပူလောင်နေပြီးကြံတစ်ဖက်ကတော့ရေခဲလိုအေးဆက်နေပါတယ်။ဆန်းအိုင်ဘေးမှာတော့တန်မိုးကြီးဆေးပင်တွေအများကြီးပေါက်ရောက်နေပါတယ်။လင်းရဲကတန်ဆန်းထက်အရင်ဦးအောင်လာနိုင်ခဲ့တဲ့အတွက်ဝမ်းသာသွားပါတယ်။သူကဝိညာဉ်အာယုံနဲ့ဆန်းသက်ကြည့်တဲ့အခါတူကူပေါ့အနားမှာမရှိတာကိုတွေးလိုက်ရပါတယ်။သူကမဆိုင်မတွပဲဆေးပင်တွေကိုခူးဆွတ်လိုက်ရ15 မိနစ်တောင်မပြည့်ခင်မှာပဲအကုန်လုံးကိုတင်းကျုံယူလိုက်ပါတယ်။လင်းရက်ကလက်ပေါ်ကမြေကြီးတွေကိုခါထုတ်ပြီးထွက်ခွာဖို့ပြင်လိုက်စင်မှာပဲအေးဆက်တဲ့အတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်။ငါရဲ့ဆေးဥယျာဉ်တွေကိုဘသူကကျူးကျော်ဝင်ရဲတာလဲလို့အတန်ကြားလိုက်ရတဲ့အတွက်လင်းရက်တကူလုံးကြက်တိထားသွားပါတယ်။လာရောက်အောက်မှာပိန်နေတဲ့လူလေးတစ်ခုပေါ်လာပြီးသူ့ရဲ့မျက်လုံးတွေကအေးဆက်နေပါတယ်။သူ့ရဲ့ခြေထောက်အောက်မှာတော့ဝိညာဉ်ကွင်းကိုကွင်းလင်းထိုင်နေပြီးတိုက်တန်တိုလောတယောက်ရဲ့ဖိအားတွေကတောင်ကြီးတစ်လုံးလိုလင်းရက်အပေါ်ကျရောက်လာပါတယ်။အဲ့ဒီလူကတော့အစိတ်တိုလောတူကူပေါ်ပါပဲ။တူကူပေါ်ဟာဆယ်စုနှစ်တစ်ခုကျော်ကြာပြုစုပြိုးထောင်လာခဲ့တဲ့ဆေးပင်တွေတပင်မှမရှိတော့တာကိုမြင်ပြီးဒေါသတွေပောက်ကွဲသွားပါတယ်။ငါနှစ်ရက်ပဲခီးထွက်တာကိုကြွက်တကောင်ခိုးဝင်လာတာပဲလို့ပြောပြီးလင်းရဲကိုတတ်ဖို့ပြင်လိုက်ပါတယ်။ဖိအားတွေကပိုပြင်းထန်လာတဲ့အတွက်လင်းရဲကတူကူပေါ်ကိုအယိုအေးပေးလိုက်ပါတယ်။လင်းရဲကအတန်တုံရင်နေပေမဲ့တီတီငင်ငင်နဲ့ပဲအစိတ်တိုလောရဲ့နာမည်ကိုတပြည်လုံးသိကြပါတယ်လို့ပြောလိုက်ပါတယ်။တူကူပေါ်ကရှေ့ကိုတိုးလာပြီးဒါကငါနယ်မြေမှန်းတိတိနဲ့ခိုးရဲတာလားလို့မေးပါတယ်။လင်းရဲဟာဖိအားကိုမခံနိုင်တော့ပဲသူ့ရဲ့ဝိညာဉ်အစွမ်းကိုထုတ်သုံးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့တူကူပေါ်ဟာအံ့ဩသွားပါတယ်။အဆင့်20ကျော်ဝိညာဉ်ဆရာတယောက်က1000ဝိညာဉ်ကွင်းနှစ်ကွင်းပိုင်ဆိုင်ထားတာသူတခါမှမမြင်ဘူးပါဘူး။ဒါပေမဲ့လည်းသူ့ရဲ့ဆေးပင်တွေကိုခိုးယူခဲ့တဲ့အတွက်လင်းရဲရဲ့လက်ပင်ကိုညှစ်ပြီးမင်းကဘသူလဲအစိတ်မြူကိုဘလို့ဖြစ်လာတာလဲလို့မေးပါတယ်။လင်းရဲဟာမျက်နာတွေหนีရဲလာပြီးထွက်ပြေးလို့မလွတ်နိုင်မှန်းသိတဲ့အတွက်စစ်ဆက်ညှိနှိုင်းမှုစူးစမ်းပါတယ်။သူကခက်ခဲနဲ့ပဲစီနီယာကျွန်တော်ခမားကိုကူညီဖို့လာတာပါခမားမြင်းမလေးတူကူရန်ရဲ့အစိတ်ကိုကျွန်တော်ကူပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့တူကူပေါ့လက်တွေတုံဆိုင်သွားပါတယ်မင်းကရန်ရဲ့အစိတ်ကိုကူပေးနိုင်တယ်ဟုတ်လားလို့သူကပြန်မေးပါတယ်လင်းရဲကလည်းတူကူရန်ရဲ့ဝိညာဉ်ကအစိတ်ပြန်တက်နေတာမဟုတ်လားလို့ထပ်ပြောလိုက်ပါတယ်တူကူပေါ့ကအံ့ဩတုန်လှုပ်သွားပြီးမင်းကဒါကိုဘယ်လိုသိတာလဲမင်းဘယ်သူလဲလို့မေးပါတယ်လင်းရဲကကျွန်တော်ဘယ်သူလဲဆိုတာအရေးမကြီးပါဘူးခမားမြင်းမလေးနဲ့ခမားကိုယ်တည်းကဆယ်စုနှစ်ချီရှိနေတဲ့အစိတ်တွေကိုကျွန်တော်ကူပေးနိုင်တာကပဲအရေးကြီးပါတယ်လို့ပြန်ပြောပါတယ်တူကူဘောကမယုံကြည်နိုင်ပဲငါတော်မကုနိုင်တဲ့အစိတ်ကိုမင်းလိုအဆင့်20ဝိညာဉ်ဆရာကကုနိုင်မယ်ဟုတ်လားလို့မေးပြီးဒေါသထွက်လာပါတယ်လင်းရက်ကစီနီယာမယုံရင်ကျွန်တော်အပေါ်အရင်စမ်းကြည့်ပါကျွန်တော်ကခမားကိုမထိခိုက်နိုင်ပါဘူးအဆင်မပြေရင်ကျွန်တော်ကိုတတ်နိုင်ပါတယ်လို့ပြောပါတယ်အဲ့ဒီတော့မှတူကူဘောကလက်ကိုလွှတ်ပေးပြီးဘယ်လိုလုပ်ရမလဲလို့မေးပါတယ်လင်းရက်ကအစိတ်သွေးတစ်ဆက်ပေးပြီးသူ့ရဲ့လက်ဖွားကဝက်တရက်အပေါ်မှာတင်ထားဖို့ပြောလိုက်ပါတယ်လင်းရက်ကစိတ်ကိုစူးစီးပြီးသူ့ရဲ့ဝိညာဉ်အစွမ်းကိုအသုံးပြုကအစိတ်တွေကိုစုပ်ယူဖို့ပြင်လိုက်ပါတော့တယ်အစိတ်ငွေတွေကတဖြည်းဖြည်းဆုပ်ယူခြင်းခံလိုက်ရတာကိုဒူကူပူကရှင်းရှင်းလင်းလင်းခံစားလိုက်ရတဲ့သူခန္ဓာကိုယ်ထဲကအစိတ်တောက်တွေလျော့နေသွားပြီးဒီကိုယ်လုံးမှာလန်းဆန်းတဲ့ခံစားချက်တွေပြန်လည်ရရှိလာတဲ့သူကလက်ကိုအမြန်ပြန်ရုပ်လိုက်ပြီးမျက်လုံးထဲကတက်ဖြတ်လိုတဲ့စိတ်တွေပျောက်ကွယ်သွားတယ်ဒီကိုယ်လုံးကလည်းစိတ်လှုပ်ရှားမှုကြောင့်တုန်ရင်နေတယ်မင်းဒီမှာပဲစောင့်နေပါဘယ်ကိုမှမသွားနဲ့ငါအခုပဲမြင်းမလေးကိုသွားခေါ်လိုက်အောင်မယ်မင်းသာသူမကိုတကယ်ကူပေးနိုင်ရင်ဒီနေ့ဖြစ်ပျက်ခဲ့သမျှအားလုံးကိုမေ့ပေးလိုက်မယ်ငါလည်းနောက်ထပ်ဘာမှအပြစ်မတင်တော့ဘူးလို့ပြောပြီးတာနဲ့စိတ်နှူရောင်အကာအကွယ်တစ်ခုကချက်ချင်းကျဆင်းလာပြီးရေခဲနဲ့မီးရှံရေကန်တစ်ခုလုံးကိုပိတ်ပစ်လိုက်တယ်လင်းရဲကသူ့ရဲ့နာကျင်နေတဲ့လေပင်ကိုပုတ်ပြီးတက်ပြင်းချလိုက်တယ်ဒီလူကြီးကတကယ်ကိုလက်ရဲဆက်ရဲရှိတာပဲငါ့ကိုအသက်ရှူချက်ပြီးတေးအောင်လုံးမလို့ပဲဒါပေမဲ့အပင်တွေမရှိတော့တဲ့ဆေးဥယျာဉ်ကိုကြည့်ပြီးသူကပြုံးလိုက်တယ်ဒါကတကယ်ကိုတန်ပါတယ်လင်းရက်ကနတ်ဆေးပင်တွေကိုချက်ချင်းသုံးဖို့ဆုံးဖြတ်လိုက်တယ်သူကရေခဲနဲ့မီးရှံရေကန်ပေးမှထိုင်လိုက်ပြီးစိတ်ဆွမ်းအားကိုမြင့်တင်ပေးနိုင်တဲ့ဝန်ချွမ်းဆေးရည်ကိုတောက်ဖို့ပြင်ဆင်လိုက်တယ်စိတ်ဆွမ်းအားကနောက်ထပ်အစိတ်ဖြည့်တဲ့အဆင့်တွေအတွက်အရန်အရေးကြီးတယ်လင်းရက်ကမတွန့်ဆုတ်တော့ပဲဆေးရည်ကိုမျက်လုံးနဲ့ထည့်လိုက်တယ်အေးစိတ်နဲ့ခံစားချက်ကသူ့ဦးကောင်းထဲကိုဓာတ်ရိုက်ရောက်သွားပြီးစွမ်းရည်တွေကစိတ်အာရုံထဲမှာပြန့်နှံ့သွားတယ်သူကစွမ်းရည်တွေကိုစိတ်အာရုံထဲမှာညီညီညာညာပြန့်နှံ့အောင်ထိန်းချုပ်လိုက်တဲ့ခဏကြာမှာတော့စွမ်းရည်တွေကငြိမ်သက်သွားပြီးလင်းရက်ကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်သူ့ရဲ့စိတ်စွမ်းအားကမီတာ100ကနေမီတာ300အထိတိုးလာတယ်ကြောက်ကြားတွေကပိုရက်စိတ်လေးတွေကိုတောင်ရှင်းရှင်းလင်းလင်းခံစားသိရှိနိုင်တယ်ဒီဆေးရည်ကတကယ်ကိုနာမည်နဲ့လိုက်ဖက်တာပဲလို့သူကချီးကျူးမိတယ်လင်းရက်ကနောက်ထပ်ဆေးတစ်မျိုးကိုတောက်ဖို့ပြင်လိုက်ချိန်မှာပဲလူနှစ်ယောက်အမြန်ချင်းကပ်လာတာကိုသူခံစားလိုက်ရတယ်ဒီလူကြီးကတော်တော်မြန်တာပဲတကယ်ကိုစိတ်ပူနေပုံရတယ်လို့သူကတွေးပြီးဆေးပင်ကိုပြန်သိမ်းကမတ်တက်ရက်စောင့်နေလိုက်တယ်မကြခင်မှာပဲဒူကူပူကဒူကူရန်ကိုခေါ်ပြီးရောက်လာတယ်သူမကစိတ်မရှိတဲ့မျက်နှာနဲ့အဖိုးညာကြီးမင်းကြီးဘာတွေလုပ်နေတာလဲမနှက်ဖြန်မှာပြန်ပွဲရှိသေးတယ်ကျမမပါလို့မဖြစ်ဘူးအစိတ်ဖြေပေးမဲ့သူဆိုတာဒီကောင်လေးလားလို့မေးလိုက်တယ်ပြီးတော့လင်းရဲကိုအထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဒူကူပူကလင်းရဲကိုကြည့်ပြီးမင်းရဲ့ဝိညာဉ်နဲ့ဝိညာဉ်ကွင်းကိုထုတ်ပြလိုက်စမ်းပါလို့ပြောတယ်လင်းရဲကသူ့ရဲ့ဝိညာဉ်ကိုထုတ်ပြလိုက်တော့ခရမ်းရောင်လျှက်စီးကြောင်းတွေကသူ့ကိုယ်ပေါ်မှာဖြတ်ပြေးနေတယ်အားကောင်းတဲ့ဖီအားကြောင့်ဒူကူရန်ကထိတ်လန့်သွားပြီးနောက်ကိုတလန်းဆုပ်လိုက်တယ်ပြီးတော့လင်းရဲရဲ့ခြေထောက်အောက်မှာပေါ်လာတဲ့ခရမ်းရောင်ဝိညာဉ်ကွင်းနှစ်ခုကိုကြည့်ပြီးမြင့်တက်သွားတယ်သူမကပါရမီရှင်တွေအများကြီးတွေ့ဘူးပေမဲ့အဆင့်20ကျော်မှာထောင်စုနဲ့ဝိညာဉ်ကွင်းနှစ်ခုရှိတာကိုတော့တခါမှမမြင်ဘူးသူမရဲ့အရင်ကမောက်မာမှုတွေချက်ချင်းပျောက်ကွယ်သွားတယ်အခုတော့ဒီကောင်လေးကတာမန်မဟုတ်ဘူးဆိုတာသိပြီလားလို့ဒူကူပူကပြုံးပြီးမေးတယ်ဒူကူရန်ကဝိညာဉ်အစွမ်းထက်ယုံနဲ့အစိတ်ဖြေနိုင်မယ်လို့
မဆိုလိုပါဘူးလို့ပြန်ပြောတယ်ဒူကူပူကသူမကိုဆက်မပြောတော့ပဲလင်းရဲကိုကြည့်ပြီးမင်းစားလို့ရပြီငါဒီနားကပဲကြည့်နေမယ်မင်းတခုခုလိန်ဖို့စူးစမ်းရင်တော့မင်းတည်တယ်မဟုတ်လားလို့ချင်းချောက်လိုက်တယ်လင်းရဲကမျက်နှာမပြတ်ပဲလက်ကမ်းလိုက်ပြီးတွေးတဆက်ပေးပါလို့ပြောတယ်ဒူကူရန်ကသူမအဖိုးကိုကြည့်လိုက်ပြီးအဖိုးကခေါင်းညိပြတော့မှသူမကတွေးတဆက်ထုတ်ပေးလိုက်တယ်လင်းရဲကဝိညာဉ်စွမ်းအားနဲ့တွေးဆက်ကိုထိန်းထားလိုက်ပြီးလက်နှစ်ဖက်ကိုဆူလိုက်တော့အနက်ရောင်ဆုပ်ယူမှုတစ်ခုပေါ်လာတယ်ပြီးတော့အဲ့ဒါကဒူကူရန်ရဲ့လက်ကနေတဆင်ကိုယ်ထဲကိုဝင်သွားတယ်အစပိုင်းမှာဘာမှမခံစားရပေမဲ့ခဏကြာတော့တကိုယ်လုံးနေလို့ကောင်းလာပြီးတွေးကြောတွေတဲကနာကျင်မှုတွေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်အစိမ်းရောင်အစိတ်တွက်ဒီကသူမရဲ့လက်ဖွားကနေအနက်ရောင်စဝန်းထဲကိုစုပ်ယူခြင်းခံလိုက်ရတယ်ဘေးကဒူကူပူကဓာကိုတေချာကြည့်နေပြီးသူအရန်စိတ်လှုပ်ရှားနေတယ်ငါတသက်လုံးမလုံနိုင်ခဲ့တာကိုဒီကောင်လေးကလုံနိုင်ခဲ့တယ်လို့သူကတွေးနေတယ်ခဏအကြာမှာတော့လင်းရက်ကစုပ်ယူနေတာကိုရက်လိုက်ပြီးအနက်ရောင်စဝန်းကပျောက်ကွယ်သွားတယ်ဘာလို့ရက်လိုက်တာလဲလို့ဒူကူရန်ကမေးလိုက်တယ်ဒူကူပူရဲ့မျက်နှာကလည်းပြတ်သွားပြီးဘာလို့ရက်လိုက်တာလဲသူမကိုယ်ထဲမှာအစိတ်သုံးပုံတစ်ပုံလောက်ကျန်သေးတယ်မဟုတ်လားလို့မေးတယ်လင်းရက်ကအေးစစ်စစ်ပဲပြန်ပြောတယ်ဆက်လုပ်နေရင်လည်းဘာမှထူးမှမဟုတ်ဘူးဒါကသူမရဲ့ဝိညာဉ်ကျင့်ကြံမှုကြောင့်ဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးပဲအခုအစိတ်တွေကိုဖြေပေးလိုက်ပေမဲ့အစိတ်တစ်တွေကထပ်ပြီးဖြစ်ပေါ်လာဦးမှာပဲဒါကအမြင့်မပြတ်ဘူးလို့ရှင်းပြတယ်ဒူကူပူကခဏငြိမ်သွားတဲ့အစိတ်တွေကပြန်ဖြစ်လာမယ်ဆိုတာသူလည်းသိတာကြောင့်အဲ့ဒါဆိုဘလို့လုပ်ရင်အမြင့်ပြတ်အောင်ကုနိုင်မလဲလို့သူကအလောတကြီးမေးလိုက်တယ်လင်းရက်ကလက်ညှိုးတစ်ချောင်းထောင်ပြပြီးအမြင့်ပြတ်ချင်ရင်သူမရဲ့ဝိညာဉ်နဲ့ကိုက်ညီတဲ့ဝိညာဉ်အယိုးတစ်ခုလိုအပ်တယ်အဲ့ဒီဝိညာဉ်အယိုးကိုအစိတ်တွေတူတောင်တဲ့နေရာဖြစ်သုံးရမယ်အစိတ်တွေကိုဝိညာဉ်အယိုးတွေထည့်ထားရင်သူမရဲ့တွေးကြောတွေကိုမထိခိုက်တော့ဘူးမင်းရဲ့ခန္ဓာကိုယ်ထဲကအစိတ်တွေကိုလည်းဒီနည်းနဲ့ကုလို့ရတယ်လို့သူကဆက်ပြောတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကအနည်းဆုံးတစ်နှစ်တော့ကြာလိမ့်မယ်လို့သူကပြောလိုက်တယ်တကယ်တမ်းတော့6လလောက်ဆိုရပေမဲ့ဒူကူပူရဲ့အကာအကွယ်ကိုရဖို့အတွက်သူကတစ်နှစ်လို့ပြောလိုက်တာဖြစ်ပါတယ်ဒူကူဘောကလင်းရဲကိုကြည့်ပြီးလေးလေးနက်နက်ပြောလိုက်ပါတယ်ငါဒီလောက်နှစ်အတော်ကြာအသက်ရှင်လာတာတခါမှသူတပားအကျွေးမတင်ဘူးတစ်နှစ်ဆိုတစ်နှစ်ပေါ့ဒီနေ့ကစပြီးတစ်နှစ်အတွင်းမှာမင်းရဲ့ဘေးကင်းလုံခြုံမှုကိုငါဒူကူဘောကတာဝန်ယူပေးမယ်မင်းဒီညခိုးယူခဲ့တဲ့အဲ့ဒီဆေးဖက်ဝင်အပင်တွေကတော့မင်းကိုငါပေးတဲ့လက်ဆောင်လို့ပဲသဘောထားလိုက်ပါဒါကိုကြားတော့လင်းရဲ့အယမ်းဝမ်းသာသွားပြီးလက်အုပ်ချီနှုတ်ဆက်လိုက်ပါတယ်စီနီယာကြီးကိုကျေးဇူးတင်ပါတယ်ဒူကူဘောကဘာမှထပ်မပြောတော့ပဲဒူကူရန်ကိုခေါ်ပြီးထွက်သွားပါတယ်ရေခဲနဲ့မိကန်ကြီးဟာပြန်လဲတိတ်ဆိတ်သွားပါတယ်လင်းရဲကတင်းပြင်းခွေထိုင်လိုက်ပြီးချီယုံထုံထမ်းကျူဆေးပင်ကိုဆက်ပြီးသုံးဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆေးကိုတငုံနဲ့မျိုးချလိုက်တဲ့အခါဆေးအာနိတင်ဟာဘိုက်ထဲမှာချက်ချင်းပေါက်ကွဲထွက်သွားသလိုခံစားလိုက်ရပါတယ်မိတောက်တွေလိုပဲခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်ပြင်းထန်တဲ့နာကျင်မှုနဲ့ခန္ဓာကိုယ်တစ်ခုလုံးကွဲအမတက်ခံစားရမှုကိုအန်ဂျိတ်ခံနိုင်ရရှိအောင်စူးစမ်းရင်းဆေးအာနိတင်တွေကိုခန္ဓာကိုယ်ထဲမှာလှည့်ပတ်စီးဆင်းစေပါတဲမကြခင်မှာပဲဆေးအာနိတင်တွေကိုအပြည့်အဝဆုပ်ယူနိုင်ခဲ့ပါတယ်။သူမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါခန္ဓာကိုယ်ကပေါ်ပါသွားလက်ပြီးခွန်အားတွေပြည့်ဝနေတာကိုခံစားလိုက်ရပါတယ်။လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်တဲ့အခါအယိုးတွေကတံမဏိတွေရိုက်ခတ်သလိုမြည်လေးသွားပါတယ်။လင်းရဲ့စွမ်းအားဟာအဆင့်39ကိုရောက်ရှိသွားပါပြီ။မျက်နှာတစ်ခုလုံးမှာလည်းအပြုံးတွေဝေးစားနေပါတယ်။ဆေးပင်တွေကအစိတ်ဖြေပေးုံတင်မကပဲစွမ်းအားကိုပါအဆင့်မြင့်တင်ပေးခဲ့ပါတယ်။အခုတော့တတရားမြောက်ဝိညာဉ်ကွင်းကိုရှာဖွေဒီဖို့အချိန်တန်ပါပြီနောက်တနေ့မနက်မှာလင်းရဲဟာနေဝင်တော့အုပ်ထဲကိုဖြည်းဖြည်းချင်းရှောက်လန်းလာပါတယ်သူ့ရဲ့အခုလက်ရှိခန္ဓာကိုယ်ခြေအနေနဲ့စိတ်ဆွမ်းအားအရာတာမန်နှစ်1000ဝိညာဉ်ကွင်းတွေကသူ့ကိုမတင်းတိမ်စေနိုင်တော့ပါဘူးတတိယမြောက်ဝိညာဉ်ကွင်းကအနည်းဆုံး2000လောက်ရှိရပါမယ်ကံကောင်းလို့နှစ်1000ဝိညာဉ်ကွင်းနဲ့တွေ့ရင်တော့ပိုတောင်ကောင်းပါသေးတယ်ဝိညာဉ်ကွင်းကိုအဆင့်ကျော်ပြီးစုပ်ယူတာကအနည်းငယ်နှစ်ခုရှိပါတယ်ခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့ဝိညာဉ်တုန်ခါမှုပါဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကဆေးပင်နှမျိုးရဲ့အာနိသင်နဲ့မကောင်းဆိုးဝါးနတ်ဖျားရဲ့စွမ်းအားတွေကြောင့်နှစ်1000ဝိညာဉ်ကွင်းကိုစုပ်ယူဖို့ပြဿနာမရှိနိုင်ပါဘူးအဲ့ဒီလိုတွေးနေတော့မှပဲအဝေးကနေပြင်းထန်တဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်။နှစ်1000ဝိညာဉ်သားရဲ့နှစ်ကောင်တိုက်ခိုက်နေတာနဲ့တူပါတယ်။လင်းရက်ကတွေးဝေးမနေပဲအတန်လာရဘက်ကိုလှုပ်ဝက်စွာချင့်ကပ်သွားပါတယ်။မကြခင်မှာပဲတစ်ပင်ကြီးတစ်ပင်ပေါ်ကနေအောက်ကတိုက်ပွဲကိုလှမ်းကြည့်လိုက်ပါတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လင်းရက်အံ့အားသင့်သွားပါတယ်။ပတ်ဝန်းကျင်တစ်ဝိုက်မှာပျက်စီးနေပြီးတစ်ပင်တွေလည်းလဲကျကုန်ပါပြီးဘယ်ဘက်မှာတော့နှစ်15000တက်တန်းရှိတဲ့မြေဖြိုတန်ချက်ကကြားရှိနေပြီးညာဘက်မှာတော့လူမျက်နှာပါတဲ့မကောင်းဆိုးဝါးပင်ကူရှိနေပါတယ်ဝိညာဉ်သားရဲ့နှစ်ကောင်လုံးဟာဒဏ်ရာတွေဗလာပွားနေပါမြေဖြိုတန်ချက်ကကြားရဲ့ရှေ့ခြေထောက်ကပြက်လူနီပါဖြစ်နေပြီးဘိုက်မှာလည်းဒဏ်ရာတွေရထားပါတယ်ပင်ကူကတော့ခြေထောက်3ချောင်းပြက်နေပြီးမျက်လုံးတစ်ဖက်လည်းကန်းသွားပါပြီးလင်းရဲကတစ်ပင်ပေါ်ကနေအခွင့်အရေးကိုစောင့်ကြည့်နေပါတယ်နှစ်ကောင်လုံးဒဏ်ရာရနေတာဟာသူ့အတွက်အကောင်းဆုံးအခွင့်အရေးပါပဲမြေဖြိုတန်ချက်ကကြားကပင်ကူကိုတက်ပစ်လိုက်နိုင်ပေမဲ့သူကိုယ်တိုင်လည်းအစိတ်မိပြီးအားနေနေပါပြီးဒီအခြေအနေကိုမြင်တော့လင်းရဲတွေဝင်မနေတော့ပဲမကောင်းဆိုးဝါးနတ်ဖျားဝိညာဉ်ကိုထုတ်လိုက်ပါတယ်လင်းရဲရဲ့ဘေးပတ်လည်မှာခရမ်းရောင်လျှက်စီးတွေပေါ်ထွက်လာပြီးနှစ်1000ဝိညာဉ်ကွင်းနှစ်ကွင်းထွက်ပေါ်လာပါတယ်။မြေဖြိုတန်ချက်ကကြားကလင်းရဲကိုတွေ့တော့ဒေါသတကြီးဟိမ့်ဟောက်လိုက်ပါတယ်။မင်းရဲ့အခုအခြေအနေကအရင်ကထက်အားနည်းနေတာမို့မင်းကိုငါအနိုင်ယူဖို့လုံလောက်ပါတယ်။ကြားကဒဏ်ရာတွေနဲ့လင်းရဲကိုခုံးလိုက်ပါတယ်။သူ့ရဲ့လက်သေးတွေကမြေပြင်ကိုတောင်အကွဲသွားစေပါတယ်။လင်းရဲကလျင်မြန်စွာရှောင်တိတ်လိုက်ပြီးပထမဝိညာဉ်စွမ်းရည်ကိုအသုံးပြုပြီးကြားရဲ့ဘိုက်ကဒဏ်ရာကိုတိုက်ခိုက်လိုက်ပါတယ်။
ကြားဟာနာကျင်စွာအော်ဟစ်ရင်းမြေပြင်ပေါ်လဲကျသွားပြီးအသက်ပြောက်သွားပါတယ်။အဲ့ဒီနောက်မှာတော့အနက်ရောင်ဝိညာဉ်ကွင်းတစ်ခုထွက်ပေါ်လာပါတယ်။ဒါဟာနှစ်တစ်သောင်းဝိညာဉ်ကွင်းပါပဲ။လင်းရဲကအဲ့ဒီဝိညာဉ်ကွင်းကိုစုပ်ယူဖို့ပြင်လိုက်တဲ့အချိန်မှာပဲအတန်တစ်ခုထွက်ပေါ်လာပါတယ်။ကောင်လေးမင်းယူနေတာလားလင်းရဲခေါင်းမောကြည့်လိုက်တဲ့အခါ10မီတာလောက်အကွာကတစ်ပင်ပေါ်မှာဒူကူပေါ်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒူကူပေါ်စီနီယာကြီးပါလားလို့လင်းရဲကအံ့ဩရကြီးရေရွတ်လိုက်ပါတယ်လင်းရဲဟာဒူကူပေါ်ရှိနေတာကိုလုံးဝသတိမထားမိခဲ့ပါဘူးဒူကူပေါ်ကတစ်ပင်ပေါ်ကနေဆင်းလာပြီးမျက်လုံးတွေကလင်းရဲကိုစိုက်ကြည့်နေပါတယ်စီနီယာကျွန်တော်တို့မတွေ့ရတာကြာပြီလို့လင်းရဲကပြောလိုက်တဲ့အခါမှာတော့ဒူကူပေါ်ကခက်အေးအေးပဲပြန်ဖြေလိုက်ပါတယ်ခွဲခွာသွားတာနိုင်ဝက်တောင်မပြည့်သေးဘူးဘယ်မှာကြားလို့လဲလို့ဆိုပါတယ်ဒူကူပေါ်ကလေတံကိုခက်တင်းတင်းမဲ့ထားပြီးမင်းယူသွားပြီလားတတိယမြောက်ဝိညာဉ်ကွင်းကိုတောင်းချီဝိညာဉ်ကွင်းအဖြစ်စုပ်ယူမယ်ဆိုတော့မင်းအသက်ကိုမနှက်မျောဘူးလားလို့မေးခွန်းထုတ်ခဲ့ပါတယ်လင်းရဲကအံ့အားသင့်သွားပြီးဒူကူပေါ်ဒီမှာရှိနေသေးမယ်လို့လုံးဝမထင်ထားခဲ့ပါဘူးမိုးတော်မလင်းသေးဘူးစီနီယာကဒူကူရန်ကိုခေါ်သွားပြီးမဟုတ်လားလို့လင်းရဲကပြန်မေးခဲ့ပါတယ်ဒူကူပေါ်ကနှာခေါင်းရှုံပြီးငါကတော့ထွက်သွားတာပဲဒါပေမဲ့ရန်ကိုပြန်ပို့ပြီးတော့မင်းစီကိုပြန်လှည့်လာခဲ့တာလို့ဆိုပါတယ်သူကလေတံခက်ပြက်နဲ့ပဲမင်းကရန်ရဲ့အစိတ်ကိုဖြေပေးမယ်လို့ကတိပေးထားတာလေငါကမင်းကိုဘယ်လိုလုပ်ပစ်ထားနိုင်မှာလဲလို့ပြောခဲ့ပါတယ်လင်းရဲကပြုံးလိုက်ပြီးဒီလူကြီးကတကယ်ကိုတာဝန်ကျေတာပဲလို့စိတ်ထဲကနေကြအိတ်ချီကျူးနေမိပါတယ်ရှေ့ကပွဲကောင်းကြီးကိုကြည့်ရတာဘလို့နေလဲလို့လင်းရဲကနောက်ပြောင်ပြီးမေးလိုက်တဲ့အခါမှာတော့ဒူကူပေါ်ရဲ့မျက်နှာကချက်ချင်းဆိုသလိုပြတ်သွားပါတယ်မင်းကဒါကိုပွဲကောင်းလို့ခေါ်သလား15000နှစ်သက်တမ်းရှိတဲ့မြေနဂါဝိညာဉ်ကွင်းကိုအဆင့်30ပဲရှိသေးတဲ့ကောင်လေးကစုပ်ယူမယ်ဆိုတာဘယ်လောက်ထိအန္တရာယ်များလဲမင်းသိရလားလို့ဒူကူပေါ်ကအတန်ကိုနှိမ်ပြီးသတိပေးပါတယ်ဒီစွမ်းအားတွေကမင်းရဲ့ခန္ဓာကိုယ်ကိုပောက်ကွဲသွားစေနိုင်ပြီးမသေးရင်တော့လူစင်မမီတဲ့ဒုက္ခိတဖြစ်သွားနိုင်တယ်လို့သူကဆိုပါတယ်လင်းရဲကခဏတာတိတ်ဆိတ်သွားပြီးဒူကူပေါ်ဘာကိုစိုးရိမ်နေလဲဆိုတာသူနားလဲပါတယ်ဒူလော့တိုက်ကြီးရဲ့တမိုင်းမှာဒါမျိုးကကိုတက်သေးတာနဲ့အတူတူပါပဲလင်းရဲကလေးလေးနက်နက်ပဲပြန်ပြောခဲ့ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတာမန်ဝိညာဉ်ရှင်တွေထက်ပိုပြီးခန္ဓာရည်ရှိပါတယ်စိတ်ဝိညာဉ်စွမ်းအားကလည်းဝိညာဉ်ဘရင်အဆင့်ထိရောက်နေပြီမို့တောင်းချီဝိညာဉ်ကွင်းရဲ့ရိုက်ခတ်မှုကိုတောက်ခံနိုင်ပါတယ်လို့ဆိုပါတယ်ဒုကူပေါ်ကလင်းရဲကိုစိုက်ကြည့်ရင်ဝေခွဲမရဖြစ်နေပေမဲ့နောက်ဆုံးမှာတော့တပြင်းချပြီးသဘောတူလိုက်ပါတယ်မင်းတကယ်ပဲယုံကြည်ချက်ရှိလားလို့မေးတဲ့အခါမှာလင်းရဲကအပြည့်အဝယုံကြည်ချက်ရှိကြောင်းပြန်ဖြေခဲ့ပါတယ်ဒုကူပေါ်ကမင်းဆုံးဖြတ်ပြီးပြီဆိုရင်တော့ငါမတားတော့ဘူးလို့ပြောပြီးလင်းရဲအတွက်ဝင်းကျင်မှာကာကွယ်ရေးအစီအရင်တစ်ခုလုပ်ပေးခဲ့ပါတယ်လင်းရဲကဝိညာဉ်ကွင်းကိုစတင်ဆုပ်ယူခဲ့ပြီးအချိန်တော်ကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့ကိုယ်ကနေအနက်ရောင်အလင်းတန်းတွေထွက်ပေါ်လာပါတယ်။သူ့ရဲ့အောက်ခြေမှာဝိညာဉ်ကွင်း၃ကွင်းပေါ်လာပြီးနှစ်ကွင်းကခရမ်းရောင်ဖြစ်ကတစ်ကွင်းကတော့အနက်ရောင်ဖြစ်နေပါတယ်။ဒုကူဘောကအံ့ဩလုံးလို့ပါဇက်တောင်မပိတ်နိုင်ဖြစ်သွားရပါတယ်။အဆင့်30ဝိညာဉ်ရှင်တယောက်ကတောင်းချီဝိညာဉ်ကွင်းကိုတကယ်ပဲအောင်မြင်ဆုပ်ယူနိုင်ခဲ့တာပါ။လင်းရဲရဲ့အဆင့်ကလည်းတခါလေ38အဆင့်ထိခုန်တက်သွားခဲ့ပါတယ်ဒုကူဘောကလင်းရဲရဲ့တတိယမြောက်ဝိညာဉ်စွမ်းရည်ကဘာလဲလို့စိတ်ဝင်စားမေးမြန်းခဲ့ပါတယ်။လင်းရဲကသူ့ရဲ့စွမ်းရည်အသစ်ကိုရှင်းပြခဲ့ပါတယ်။အဲ့ဒါကတော့တိုက်ခိုက်မှုနဲ့ကာကွယ်မှုစွမ်းအားတွေကို3ဆအထိမြင့်တင်ပေးနိုင်ပြီး10မိနစ်ကြာအောင်ဘလို့ထိန်းချုပ်မှုမျိုးကိုမဆိုခုခံနိုင်စွမ်းရှိစေတာပါ။ဒုကူဘောကဒါကိုကြားတော့တကယ်ကိုအစွမ်းထက်တဲ့စွမ်းရည်ပဲလို့ချီးကျူးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒုကူဘောကတလပြည့်ရင်ရန်ရဲ့အစိတ်ကိုလာဖြည့်ပေးဖို့ထပ်မံတတိပေးပြီးထွက်ခွာသွားခဲ့ပါတယ်။လင်းရဲကတော့ဟိုတယ်မာကြံခဲ့တဲ့ကျူးကျူးချင်းကိုတတိယသွားပြီးအချိန်လဲတော်တော်နောက်ကျနေပြီမို့အမြန်ဆုံးပြန်သွားဖို့ပြင်ဆင်လိုက်ပါတော့တယ်